2025 ခုနှစ်12 လပိုင်း30 ရက်ညချမ်းအခါကာလထိုင်းနိုင်ငံဘန်ကောက်မြို့PP ဖက်အလို့ယုံမိသားစုများစုပေါင်းပြီးတော့ဆင်းရဲကျင်းပကြတဲ့ဓမ္မဒါနဓမ္မပူဇာတရားပွဲသဘင်တဲ့တရားတော်မြတ်ကိုနာယူကြည်ညိုကြဖို့ရောက်ရှိလာကြတဲ့အလုံးသောတရားနာပိဋကပေါင်းသူတော်ကောင်းတို့ကိုဘုန်းကြီးတို့ဒီကနေ့ညဘလို့တရားဒေသနာမျိုးကိုပြောဖို့စီစဉ်ထားတော့ဆိုတော့တရားကောင်းစဉ်လေးအနေနဲ့တိတိကျကျလေးမှတ်သားထားစေခြင်းချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်စိတ်ကောင်းထားရငြိမ်းအေးခြင်းနဲ့ဆိုလို့ရှိရင်အမှန်သိရထပ်ပြောနော်ချမ်းသာခြင်းရဲ့စိတ်ကောင်းထားငြိမ်းအေးခြင်းရဲ့အမှန်သိဟုတ်ပြီနော်ချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်စိတ်ကောင်းထားရမယ်ငြိမ်းအေးခြင်းနဲ့ဆိုရင်တော့အမှန်သိအောင်လုပ်ရအဲ့ဒါလေးကိုအတူချုပ်ပြီးတော့တရားကောင်းစဉ်လေးအနေနဲ့ချမ်းသာခြင်းရဲ့စိတ်ကောင်းထားငြိမ်းအေးခြင်းရဲ့အမှန်သိအလွတ်ရရင်ကောင်းမှာနော်ဒီစကားလုံးတွေထဲမှာလေးနဲ့တဲ့အဓိပ္ပာယ်တွေမှန်ကန်တဲ့အကြောင်းအရာတွေအကုန်လုံးပါသွားချမ်းသာခြင်းရဲ့စိတ်ကောင်းထားငြိမ်းအေးခြင်းရဲ့အမှန်သိအဲ့ဒီစကားလုံးလေးနှလုံးရဲ့အဓိပ္ပာယ်ကိုတစ်မျိုးကိုနာရီဝက်လောက်အချိန်ယူပြီးတော့ဘုန်းကြီးတို့ပြောသွားနော်အခုဒီနားမှာဒီလူတွေလာပြီးတော့စုမိနေတာအဓိကအကြောင်းတရားကဘာလဲလို့မေးရင်မြတ်စွာဘုရားဟောမေမြတ်စွာဘုရားဟောခဲ့တဲ့တရားဒေသနာတွေကိုဟောမယ်ဆိုလို့သာလာပြီးတော့နာယူကြတယ်ဟုတ်တယ်မို့လားဘုန်းကြီးကလည်းပဲဘုရားရဲ့တရားစကားတွေဟောဖို့ဒီနေရာကိုရောက်လာအဓိကဒီနာမှာဒီလူတွေအလုံးစုံမိနေတာအရေးအပါဆုံးအကြောင်းတရားကဘာလဲလို့မေးရင်မြတ်စွာဘုရားရဲ့ပုံမှာတို့ရဲ့မြတ်စွာဘုရားအရာအလုံးကိုသိတော်မူတယ်လို့မြတ်စွာဘုရားရဲ့တပ္ပယုဒ္ဓဉာဏ်ရဲ့ပုံမှာဒီလူတွေအလုံးယုံကြည်ကြတယ်ဒီဘုန်းကြီးလည်းယုံကြည်မှုချင်းတူရတယ်တော့မြတ်စွာဘုရားတသက်တာပြောခဲ့တဲ့စကားတွေဟာပြောတဲ့အတိုင်းမှန်တယ်လို့ဘုန်းကြီးတို့ယုံကြည်ကြတယ်ဒါမြတ်စွာဘုရားကိုယ်တိုင်လည်းပဲဝန်ခံထားတယ်ကိလေသာပြိဋိဘံစံတဲ့နေ့ဘောဓိပင်နဲ့ရွှေပင်လေးမှာတပ္ပညုတဉာဏ်ကိုရတော်မူခဲ့တဲ့နေ့ကဆုံလာပြီဘုရားနေ့ကြားဦးတယ်နော်အတော်တရားတွေအားလုံးကုန်ခန်းသွားအဲ့ဒါကိုကိလေသာပြိဋိဘံစံတယ်လို့ခေါ်နောက်မြတ်စွာဘုရား45 ဝါကာလကြာအောင်တရင်သုံးပြီးတော့တရားဒေသနာများဟောပြောပြီးတော့နောက်ဆုံးသက်တော်80ကဆုံလာပြီနေ့မှာပဲမြတ်စွာဘုရားပရိနိဗ္ဗာန်စံပရိနိဗ္ဗာန်ပရိဆိုတာထက်ဝန်းကျင်နိဗ္ဗာန်ဆိုငြိမ့်သွားတာကိလေသာတရားတွေဆိုတာကပူတယ်လောင်တယ်မီးတွေပဲလူကျင်မှုဆိုတာမီးမကျင်တတ်မှုဆိုတာမီးအမှန်မသိမှုဆိုတာမီးပဲဘယ်ကိုလောင်တဲ့မီးလဲလို့မေးရင်စိတ်ကိုလောင်တဲ့မီးအဲ့ဒီကိလေသာမီးဟာဖြစ်စဲမှာလည်းပဲပူစေတယ်လောင်စေတယ်ပြီးရင်လည်းပဲနောက်ထပ်ရုပ်တဏ္ဍတ်ဘဝတရားကိုထပ်ပြီးတော့ဖြစ်ပေါ်စေတဲ့အစွမ်းရှိအဲ့ဒီကိလေသာမီးတွေကိုမြတ်စွာဘုရားအရဟတမေဉာဏ်နဲ့အပိသက်ဖဲရှားသုတ်သင်လိုက်တာကိုကိလေသာပြိဋိဘံစံတယ်လို့ခေါ်နောက်ခန္ဓာပြိဋိဘံမြတ်စွာဘုရား45 ဝါကြားလိုက်ထားမှာသက်တော်80မှာအကျွင်းအကြံမရှိကိလေသာတရားကတော့လွန်ခဲ့တဲ့45 နှစ်ကစားကုန်ငယ်ပြီးသားဒါပေမဲ့လို့ခန္ဓာကငကိုကိလေသာကဖန်ဆင်းထားလို့ဖန်တီးထားလို့ဖြစ်နေတဲ့ခန္ဓာကြီးကရှိနေတယ်ဒါကြောင့်ပူရာကိုခံစားရတယ်အေးတာကိုခံစားရတယ်စိတ်မချမ်းသာတရားတွေကိုတွေ့ရတယ်ကြုံရတယ်စိတ်မချမ်းသာမှုတော့မဖြစ်ဘူးပေါ့နော်ဒါပေမဲ့ခန္ဓာကိုယ်ယောဂဝေဒနာတွေမြတ်စွာဘုရားခံစားရတာရှိတယ်ထိုက်တဲ့ဒုက္ခတွေဟာရှိနေသေးတယ်နောက်ဆုံးမြတ်စွာဘုရားပ
ရိနိဗ္ဗာန်စံတယ်လို့ဘာသာရေးဟောရတာတွေနဲ့အဲ့လိုမှတ်သားထားကြတယ်မြတ်စွာဘုရားနောက်ဆုံးကွယ်လွန်တော်မူတယ်ဆုံးသွားတယ်တာမန်လူတယောက်အနေနဲ့ဆိုရင်ကွယ်လွန်တဲ့အိဋ္ဌရောက်တယ်ကိလေသာတရားကတော့လွန်ခဲ့တဲ့45နှစ်ကစကုန်ခဲ့ပြီးသားဒီယုတ်တေနံနေကြမ်းနေအဲ့ဒါဟာဘာဖြစ်သွားတော့နောက်ဆုံးလုံးဝချုပ်ငိမ့်သွားအဲ့ဒါကိုဘာလို့တဲ့ခေါ်တော့ပရိနိဗ္ဗာန်စံတယ်အဲ့ဒါမြတ်စွာဘုရားကအင်္ဂုတ္တပါဠိတော်ထဲမှာဒီကိလေသာကုန်တဲ့နေ့နဲ့ခန္ဓာပရိနိဗ္ဗာန်စံတဲ့နေ့ဒီညနှစ်ညရဲ့ကြားမှာဖျားဖြစ်တဲ့ညကဆုံလာပြီညနောက်ဆုံးပရိနိဗ္ဗာန်စံတဲ့နေ့ညဟာလေညဆိုတာအယုတ္တခနေ့ပေါ့နော်အဲ့ဒါလည်းပါတော့ကဆုံလာပြီအဲ့ဒီညနှစ်ညရဲ့ကြားမှာငါပြောခဲ့တဲ့စကားတွေဟာပြောတဲ့အတိုင်းမှန်တယ်တဲ့ဒါကြောင့်ငါဟာတထာဂတမြည်တယ်အခုဘုန်းကြီးရောဒီလူတွေရောမြတ်စွာဘုရားအဲ့ဒါလို့45နှစ်တိုင်ပြောခဲ့ဆုံးမခဲ့တဲ့စကားတွေကိုပြောတဲ့အတိုင်းမှန်တယ်ဆိုတာကိုမလုပ်တော့ယုံကြည်တယ်အဲ့ဒီယုံကြည်မှုရှိလို့ဒီနာကိုရောက်လာဒီနာမှာဒီလူတွေစုံမိနေတာအကြောင်းတရားကဘာလဲလို့မေးမြတ်စွာဘုရားဒါကိုပြောတယ်နော်အဲ့ဒါဘုန်းကြီးကအခုဘုသူရဲ့စကားကိုပြောမှလဲဘုသူရဲ့တရားကိုခေါ်မှလဲလို့မေးမြတ်စွာဘုရားရဲ့စကားကိုပြောမှမြတ်စွာဘုရားရဲ့တရားကိုခေါ်မှဒီလူတွေကလည်းမြတ်စွာဘုရားရဲ့တရားဆိုလို့သာလာပြီးတော့နာယူကြတော့အဲ့ဒီမြတ်စွာဘုရားဟောခဲ့တဲ့ဆုံးမခဲ့တဲ့တရားဒေသနာတွေကိုလူရင်းအနှစ်ချုပ်လိုက်မယ်ဆိုလို့ရှိရင်ဘဝထဲမှာအရှင်ပြေရဘဝဒုက္ခလွတ်မြောက်ရေးရလို့အကျဉ်းမြင်နှမျိုးကွက်ထွက်သွားတယ်တေချာနာထောင်နော်ဘဝထဲမှာအရှင်ပြေရေးမသေးခင်မှာစီးပွားရေးရောလူမှုရေးရောချမ်းသာရေးရောအစသာရရာအရှင်ပြေရေးချမ်းသာရေးကောင်းမွန်ရေးနောက်သေးပြီးတဲ့နောက်မှာလည်းပိုးပြီးတော့ကောင်းမွန်တဲ့ဘဝတစ်ခုကိုရရေးဒါဟာဘာလဲလို့မေးရင်ဘဝထဲမှာအရှင်ပြေရေးအဲ့ဒါမြတ်စွာဘုရားအများကြီးဟောတယ်အထူးထင်ရှားတာကတော့မင်္ဂလာတုတ်မိုက်တဲ့လူမကောင်းတဲ့လူရုပ်တဲ့လူနဲ့မပေါင်းနဲ့တော်တဲ့လူကောင်းတဲ့လူနဲ့ပေါင်းရကိုဘလူလူကိုပေါင်းနေတယ်လဲဆိုတာကိုဘာဆက်ဖြစ်မလဲဆိုတဲ့မိကုံးရဲ့အဖြေပဲဟုတ်လားဒါဥပမာပြောတာနော်မြတ်စွာဘုရားဟောခဲ့တဲ့တရားတွေကိုအနှစ်ချုပ်လိုက်မယ်ဆိုရင်ဘဝထဲမှာအရှင်ပြေရေးနောက်တစ်ချက်ကဘဝဒုက္ခတွေလွတ်မြောက်ရေးဘဝဟာဆင်းရဲပဲတကယ်ကဘဝဖြစ်နေတာဟာဆင်းရဲဖြစ်နေခြင်းပဲဒါပေမဲ့အဲ့ဒီအမှန်တရားကြီးပထမသစ္စာကိုဘုန်းကြီးတို့တွေဟာပိုင်ပိုင်နိုင်ပိုင်ခြားခြားမသိကြသေးဘူးမမြင်ကြသေးဒါကြောင့်ဆင်းရဲတဲ့ဘဝကြီးကိုပဲဆင်းရဲမှမသိတဲ့အတွက်ကြောင့်ဘုန်းကြီးတို့တွေဟာမက်မောနေကြတယ်တွေ့တာနေကြတယ်ဘဝပရိဒါဘဝမေဝဘိနန္တတိကိုယ်ကိုနှိမ့်ဆက်နေတဲ့ဘဝကိုပဲကိုကနှစ်သက်နေအံ့ဩစရာကြီးမသိမှုကလှည့်စားထားကိုယ်ကိုနှိမ့်ဆက်နေတဲ့ဘဝကိုပဲကိုကနှစ်သက်နေဆင်းရဲတဲ့ဘဝကြီးကိုဆင်းရဲမှမသိတာကိုဝိဇ္ဇာလို့ခေါ်ဆင်းရဲမှမသိတဲ့အတွက်ကြောင့်ဒါကိုတွေ့တာတယ်မစွန့်နိုင်ဘူးအဟုတ်ထင်ပြီးတော့ကန့်တယ်အဲ့ဒါကိုလောဘလို့ခေါ်တဏှာလို့လည်းခေါ်အဲ့ဒီအဝိဇ္ဇာနဲ့တဏှာဘဝကိုဆက်ပြီးတော့ဖြစ်စေတဲ့အရာတွေပဲအဲ့ဒါမြတ်စွာဘုရားရဲ့အမြင်ကဘဝဟာပူလောင်မှုပဲဆင်းရဲခြင်းတရားအယံလောကောတတ္တပဇာတော်လောကကြီးဟာပူလောင်မှုတသက်ဘုရားဖြစ်ပြီးချင်းတတ္တလောကကိုကြည်တယ်တတ္တဝါတွေကိုကြည်ဘလို့မြင်တော့မြတ်စွာဘုရားလူကျင်မှုနဲ့ပူလောင်နေတာကိုမြင်တယ်တဲ့လူတွေလို့မမြင်ဘူးအပူတွေလို့ပဲမြင်ကျတို့မြင်သလားအဲ့လိုမမြင်နော်မကြည်နိုင်မှုနဲ့မကြည်ချမ်းနိုင်မှုနဲ့ပူလောင်နေကြတယ်အမှန်မသိနိုင်မှုနဲ့ပူလောင်နေကြတယ်အဲ့ဒီမှာမြတ်စွာဘုရားဥဒန်းကျူးတယ်အဲ့ဒီစကားလေးကိုဘုန်းကြီးကအခုပြောတာအယံလောကောတတ္တပဇာတော်ဖတ်တပရိတောရောဂံဝရတိအတ္တတုလောကကြီးဟာပူလောင်မှုတသက်ပဲတွေ့ထိမှုကသူတို့ကိုနှိပ်စက်နေမြင်တယ်ဆိုတာတွေ့ထိမှုတစ်မျိုးကြားတယ်ဆိုတာတွေ့ထိမှုတစ်မျိုးနာရရှူရစားရတောက်ရတွေ့ရထိရတွေးမိကြံမိဒါတွေဟာတွေ့ထိမှုတွေပဲအဲ့ဒီတွေ့ထိမှုတွေကတကယ်စင်စစ်ကျွတ်တို့ကိုနာကျင်စေတယ်သို့သောကျွတ်တို့ရဲ့ဉာဏ်အသိကအဲ့ဒါကိုနားမလဲမြတ်စွာဘုရားတော့မြင်တယ်ဖတ်တပရိတောတွေ့ထိမှုကနှိပ်စက်ရောဂဝရတိအတ္တတော်တယ်ဒါပေမဲ့လို့ယောဂတုံယောဂကေကြီးအနာယောဂကြီးကိုပဲတရားဝါတွေဟာငါလို့ပြောဆိုကြတယ်
ယေနာယေနာဟိမညတိတတောတဟောတိအညတာတကယ်ဖြစ်နေတာကတစ်မျိုးစိတ်ထဲကထင်နေတာကတစ်မျိုးကိုထင်တာမြင်တာတွေဟာထင်မြင်တဲ့အတိုင်းမှန်နေတာမဟုတ်အဲ့တော့ပြောရင်တာကဘာလို့ဘဝဟာဆင်းရဲပဲဒါပေမဲ့ကျွတ်တို့သိသလားမသိတဲ့အတွက်ကြောင့်ဆင်းရဲတဲ့ဘဝကိုပဲနှစ်သက်တယ်အဲ့ဒီနှစ်သက်မှုဟာပဲဒီလိုဆင်းရဲတဲ့ဘဝတွေကိုထပ်ပြီးတော့ဖြစ်ပေါ်စေတယ်အဲ့ဒီနီးနဲ့ကျွတ်တို့ဟာဘဝခရီးကိုမမောနိုင်မပန်းနိုင်ရှောင်နေကြဒါကြောင့်မြတ်စွာဘုရားရဲ့အဓိကတရားတွေရဲ့ပုံမှာဖြစ်စီခြင်းတဲ့ဆန္ဒကဘဝရဲ့ဆင်းရဲတဲ့သဘာဝကိုအမှန်တိုင်းသိပြီးတော့ဘဝရဲ့ပုံမှာမမောမှုကင်းပြီးတော့ဘဝဒုက္ခတွေချုပ်ငြိမ်းသွားစေခြင်းဒါပဲဒါကြောင့်မြတ်စွာဘုရားဆုံးမခဲ့တဲ့အဆုံးအမတွေမှာတူရာရှုလိုက်မယ်ဆိုလို့ရှိရင်ဘဝထဲမှာအရှင်ပြေကြီးဘဝဒုက္ခတွေကလွတ်မြောက်ရေးဘုန်းကြီးကပြောရင်နားလည်နိုင်တဲ့အနေအထားရှိတယ်လို့ယုံကြည်လို့တနည်းအားဖြင့်ပရိသတ်ကိုအထင်မသေးလို့လေးနေတဲ့အကြောင်းအရာတွေကိုပြောပြနေတယ်။မြတ်စွာဘုရားဟောခဲ့တဲ့တရားတွေကိုတူရာရှုလိုက်မယ်ဆိုလို့ရှိရင်ဘယ်နှမျိုးဖြစ်သွားလဲ။နှစ်မျိုးဘဝထဲမှာအရှင်ပြေရေးအဲ့ဒီထဲမှာပူ၍ကောင်းမွန်တဲ့ဘဝတွေရရှိရေးဆိုးဝါးတဲ့ဘဝတွေမရောက်ရေးဒါလည်းပါတယ်နော်။နောက်ဒုတိယတစ်ချက်ကပါလေဘဝဒုက္ခတွေကလွတ်မြောက်ရေးအခုအဲ့ဒါကိုဘုန်းကြီးကဝေါ်ရလေးတစ်မျိုးပြောင်းပြီးတော့ပြောတာချမ်းသာခြင်းရဲ့စိတ်ကောင်းတာငြိမ်းအေးခြင်းနဲ့ဆိုရင်အမှန်သိအဲ့ဒီစကားလေးနှလုံးကိုနည်းနည်းလေးအခြေချက်ပြီးတော့ပြောတရားဝဲပြီးပြီဆိုရင်ဘာမှခေါင်းထဲမှာမကြံရစ်ဘူးဆိုရင်တောင်ဒီခေါင်းစည်းလေးကိုတော့ကြံရစ်စေခြင်းနော်ချမ်းသာခြင်းရဲ့စိတ်ကောင်းတာငြိမ်းအေးခြင်းရဲ့အမှန်သိဟုတ်ပြီနော်အဲ့ဒါချမ်းသာခြင်းရဲ့စိတ်ကောင်းတာဆိုတာလေးကိုအရင်ပြောဘုန်းကြီးတို့ရဲ့စိတ်ဟာစိတ်ထားလေးတွေတစ်မျိုးမဟုတ်တစ်မျိုးအမြဲတမ်းဖြစ်နေတဲ့စိတ်ထားတိုင်းဟာအကောင်းကြီးဟုတ်သလားမဟုတ်မကောင်းတဲ့စိတ်ထားတွေလည်းကျွတ်တို့မှရှိဖြစ်နေအခါအားလျော်စွာကောင်းတဲ့စိတ်ထားလေးတွေလည်းဖြစ်နေအဲ့ဒီကောင်းတဲ့စိတ်ထားမကောင်းတဲ့စိတ်ထားကိုအခြေခံပြီးတော့ကျွတ်တို့တွေးကြတာပြောတွေးကြတာရှိတယ်ပြောကြတာရှိတယ်လုပ်ကြတာရှိအဲ့ဒါကိုကံလို့ခေါ်တယ်ကောင်းတဲ့စိတ်ထားကိုအခြေခံပြီးတော့တွေးမယ်ပြောမယ်လုပ်မယ်ဆိုရင်ဒါကိုကုသိုလ်ကံလို့နာမည်ပေးဘာသာရေးဟောတာမကောင်းတဲ့စိတ်ထားကိုအခြေခံပြီးတော့တွေးမယ်ပြောမယ်လုပ်မယ်ဆိုရင်ဒါကိုအကုသိုလ်ကံအဲ့ဒီကံတရားတွေကပဲအဲ့ဒီကံတရားကိုပြုမှုကြတဲ့တရားတွေကိုချမ်းသာအောင်ရှင်းရအောင်ဖန်တီးကျွတ်ဘဝကိုချမ်းသာအောင်ဘယ်သူလုပ်တယ်လဲလို့မေးရင်ကောင်းမြတ်တဲ့စိတ်ထားကိုခြေခံပြီးတော့တွေးတယ်ပြောတယ်လုပ်တယ်ဆိုတဲ့အလုတ်ကစီမံကျွတ်ဘဝဆင်းရဲအောင်ဘယ်သူလုပ်တယ်လဲလို့မေးရင်မကောင်းတဲ့စိတ်ထားကိုခြေခံပြီးတော့တွေးမိပြောမိလုပ်မိတဲ့ကံတရားတွေကစီမံတယ်ဒါကြောင့်မြတ်စွာဘုရားကမြင်တော်မူတဲ့အတိုင်းဥပမာပေးပြီးတော့ဟောခဲ့တဲ့ဒေသနာလေးတွေရှိမနတ္တစီပဒုဋ္ဌိနဘာတတိဝါကရောတိဝါတတောတံဒုက္ခမနွေတိစက္ကံဝဝဟာတောပဒံဓမ္မပဒပါဠိတော်မှာလာယုံညံ့တဲ့စိတ်ထားမကောင်းတဲ့စိတ်ထားနဲ့ပြောမယ်ပြုမယ်ဆိုလို့ရှိအဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ကိုဆင်းရဲဒုက္ခအစဉ်အမြဲလိုက်လိမ့်မယ်ဥပမာလှဲကိုဆွဲသွားတဲ့နွားရဲ့နောက်ကိုသူဆွဲသွားတဲ့လှဲရဲ့ဘိန်းကြီးဟာအစဉ်လိုက်နေတယ်လို့ပဲခုဒီထဲမှာတောမှာကြီးတဲ့ပုဂ္ဂိုလ်တွေပါမယ်နော်ဝန်ဆောင်နွားရဲ့ခြေရာနောက်ကိုသူဆွဲသွားတဲ့လှဲရဲ့လှဲဘိန်းကြီးဟာအစဉ်လိုက်အဲ့လိုပဲယုံညံ့တဲ့မကောင်းတဲ့စိတ်ထားနဲ့ပြောမိပြုမိတယ်ပြောတဲ့ပြုတဲ့အလေးရှိတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ကိုအစဉ်မပြေမှုတွေဆင်းရဲတွေပင်ပန်းမှုတွေဒါတွေဟာအစဉ်မြဲလိုက်တယ်မနတ္တစီပတဏိနဘာတတိဝါကရောတိဝါတတောတံဒုက္ခမနွေတိဆာယာဝအနုပါယိနိမုံမြတ်တဲ့စိတ်ကောင်းမွန်တဲ့စိတ်ကလေးတွေနဲ့ပြောကြမယ်ပြုကြမယ်ဆိုလို့ရှိရင်တော့အဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ကိုအစဉ်ပြေခြင်းချမ်းသာခြင်းဆိုတာတွေဟာအစဉ်မြဲလိုက်တယ်ဥပမာကိုယ့်ရဲ့အရေးဟာကိုယ့်နောက်ကိုအစဉ်လိုက်နေတယ်လို့မျိုးပဲဘာကောင်းတဲ့ဥမာလေးတော့ကျွတ်တို့ရဲ့အရေးကိုကျွတ်တို့ဟာထားခဲ့เสียမလို့အရေးဟာသစ္စာအရှိဆုံးကိုယ့်ရဲ့အဖော်တစ်မျိုးလို့ပြောလို့မရဘူးလားအဲ့ကိုယ့်ရဲ့ကောင်းတဲ့စိတ်ကလေးနဲ့အခြေခံပြီးတော့ဘုန်းကြီးတို့တွေးတဲ့မနောကံပြောတဲ့ဝစီကံလှုပ်တဲ့ကာယကံဒီကံတွေဖြစ်လာပြီဆိုလို့ရှိရင်ဒါကိုယ်ချမ်းသာဖို့ဒီနေ့အဖြစ်ကိုယ်ငြိမ်းအေးစေမဲ့ကိုယ်နားခူရမဲ့အရေးကလေးကိုကိုယ်တိုင်တိဆောက်လိုက်တာ
နော်တကယ်လို့ကိုကမကောင်းတဲ့စိတ်နဲ့ပြောတာတွေပြုတာတွေများပဲဆိုရင်တော့ကိုယ့်ဘဝကိုကြိတ်ချေပဲကိုယ့်ကိုဆင်းရဲပဲနှိပ်စက်မဲ့ရာကိုကိုယ်တိုင်ပဲဖန်တီးလိုက်ကျတို့နွားဒီလှဲလန်းချောင်းဟုတ်လားနွားနှစ်ကောင်ကတဲ့လှဲမောင်းလှဲလန်းချောင်းမှာနွားချီရလေးတွေကလှဲပင်းရာကကြိတ်ထားတဲ့အတွက်ကြောင့်ပုံပြက်ပန်းပြက်ဖြစ်နွားချီရအကောင်းတိုင်မရှိနွားချီရနောက်မှာဇိုကလိုက်တာလှဲပင်းရလိုက်တာကိုတချို့လူတွေရဲ့ဘဝဟာလည်းပဲကိုပြုမှုထားတဲ့အပြုအမူတွေကအကျိုးဆက်တွေနဲ့သူတို့ရဲ့ဘဝကိုပင်ပန်းအောင်ဆင်းရဲအောင်ကြိတ်ချေထားလို့ဘဝကပုံပြက်ပန်းပြက်ဖြစ်နေတာရှိမြတ်စွာဘုရားဥမာလေးနဲ့ထင်ရှားအောင်ပြောတာနော်ဒီနေရာမှာကောင်းတဲ့စိတ်ထားမကောင်းတဲ့စိတ်ထားရဲ့စွန့်ရည်တတ္တိတွေကိုဘုရားကလွဲလို့ဘယ်သူမှပြည့်ပြည့်စုံစုံမြင်တာတော့မဟုတ်ဘူးမြတ်စွာဘုရားကတော့အလုံးမပြည့်ပြည့်စုံအောင်မြင်တော်မူတယ်ဒါကြောင့်ဥပမာအမျိုးမျိုးပေးပြီးတော့လေဟောနိုင်ဒေသနာတစ်ခုမှဆိုလို့ရှိရင်ဘဝမှာကြောင်းဝဲဖွေရအကောင်းဆုံးကဘာလဲအကုစီရအကောင်းဆုံးကဘာလဲဆိုတာကိုပေါ်လွင်စေတဲ့ဥပမာမျိုးနဲ့မြတ်စွာဘုရားဟောတယ်ဒီသောတိတယတံကိယဝေဒီဝါပါဏဝေရိနံမိစ္ဆာပဏိဟိတစိတ်တံပါပိယောနံတတောကတိမုန်းနေတဲ့ရန်သူချင်းချင်းဒုက္ခပေးတာနှိပ်စက်တာထက်ကိုယ့်ရဲ့မကောင်းတဲ့စိတ်ထားကကိုယ့်ကိုပိုးပြီးတော့နှိပ်စက်နိုင်တယ်ကိုယ့်ကိုပိုးပြီးတော့ဆင်းရဲစေနိုင်တယ်ဘဝမှာကြောက်เสียအကောင်းဆုံးရန်သူကြောက်เสียအကောင်းဆုံးအရာဟာဘယ်အရာလဲဆိုတာကိုပေါ်လွင်တယ်လို့ဘုန်းကြီးကခံစားရတယ်ကိုယ့်ရဲ့မကောင်းတဲ့စိတ်ထားကလွဲလို့ဘယ်အရာမှကိုယ့်အတွက်အဲ့လောက်ကြောက်เสียမကောင်းဒီသဘောလေးကိုပြောတာနော်မုန်းနေတဲ့ရန်သူချင်းချင်းတွေ့တယ်ဆိုလို့ရှိရင်အာနာတာတို့ငဲ့ညာတာတို့မရှိဘူးအစွမ်းရှိသလောက်မလုံးပါတော့ဒုက္ခပေးမှာအဲ့လိုပဲမကောင်းတဲ့စိတ်ထားတွေကမုန်းနေတဲ့ရန်သူထက်တောင်ကိုယ့်ကိုပို့ပြီးတော့နှိမ့်ဆက်နိုင်စွမ်းရှိတယ်လို့မြတ်စွာဘုရားကတရားတွေကိုကြောက်တဲ့အရာကိုကြောက်ဖို့အတွက်ဥပမာအဲ့လိုပေးတာနာဓမ္မာတာပိတာကိတာအင်ညဝါပိစညာတကတမ္မာပတိဟိတံစိတ်တံတေယသောတံတတောကတိကိုယ်အလွန်ချစ်တဲ့မိဘတွေရှိတယ်ညီကိုမောင်နှမတွေရှိတယ်ဆွေတွေမျိုးတွေရှိတယ်မိတ်ဆွေပေါင်းတဲ့တွေရှိအဲ့ဒီကိုယ်အလွန်ချစ်ခင်မြတ်လို့တဲ့မိဘအစရှိတဲ့ဆွေမျိုးအစရှိတဲ့ပုဂ္ဂိုလ်တွေကမပေးနိုင်တဲ့ချမ်းသာဒုက္ခမျိုးကိုကိုယ်တန်တာမှာကိုယ်နှလုံးသွင်းမှန်လို့ဖြစ်ပေါ်သွားတဲ့ကိုယ့်ရဲ့ကောင်းတဲ့စိတ်ထားလေးတွေကပေးနိုင်တယ်ဘယ်ရာဘဝမှာအားကိုးစရာအကောင်းဆုံးအရာလဲဆိုတာကိုပေါ်လွင်စေတဲ့ဒေသနာကိုယ်စိတ်ထားကလွဲလို့ကိုယ့်ဘဝမှာဘယ်ရာမှအဲ့လောက်အားကိုးစရာမရှိဘူးဒီသဘောလေးကိုပြောတာနော်ဒါကမြတ်စွာဘုရားကစိတ်ကောင်းထားခြင်းဟာဘဝမှာချမ်းသာစေတယ်နော်ဆိုးရတဲ့စိတ်ထားခြင်းဟာဘဝမှာဆင်းရဲစေတယ်မသေးခင်မှာကိုယ်ပဲချမ်းသာခြင်းဆင်းရဲခြင်းအမျိုးမျိုးကိုနော်သူတို့ဟာဖြစ်ပေါ်စေနိုင်တဲ့အစွမ်းရှိတယ်ဆိုတာကိုမြတ်စွာဘုရားပေါ်လွင်အောင်ပြောတာဘဝကနော်နေုံနေရမှာမဟုတ်သေချာပေါက်ပျက်စီးရအောင်သေရအောင်ဟုတ်လားသေပြီးပျက်စီးပြီဆိုလို့ရှိရင်လည်းပဲနော်ဒီနောက်မှာထိုင်နေတဲ့လူတွေအကုန်လုံးသေပြီးတဲ့နောက်မှာဘဝကဘာဆက်ဖြစ်မှာလို့ယုံကြည်ထားတာလေဘဝတစ်ခုခုဆက်ဖြစ်လိမ့်မယ်ဆိုတာကိုယုံကြည်ထားတာအဲ့လိုယုံကြည်ထားတဲ့လူကကမ္ဘာလောကမှာတခေတ်မှနည်းနည်းလေးဟုတ်လားစဉ်းစားကြည့်ဒီလူတွေမှာဉာဏ်ရှိတယ်ကမ္ဘာလူဦးရေရဲ့ဘယ်နှရာခိုင်နှုန်းလောက်ကသိပြီးတဲ့နောက်မှာဘလို့ဖြစ်မယ်ဆိုတာတွေနဲ့ပတ်သက်ပြီးတော့ဘလို့ယုံကြည်ထားကြတာလဲဆိုတာတွေအများကြီးကိုပြချာနာမှုတွေနဲ့ယုံကြည်မှုအမျိုးမျိုးနဲ့လက်ခံမှုအမျိုးမျိုးနဲ့နားလည်မှုအမျိုးမျိုးနဲ့သွားနေတာဟုတ်တယ်မို့လားသိပြီးရင်နောက်ထပ်ဘဝတစ်ခုခုဆက်ဖြစ်လိမ့်မယ်ဆိုတာကိုယုံကြည်တဲ့လူကကမ္ဘာမှာမပြောပလောက်တဲ့ပမာဏလေးပဲရှိကျွတ်တော့အဲ့ဒီထဲမှာပါဘာဘူးလို့ဘဝတွေကသိပြီးရင်မပြီးဘဲနဲ့ဆက်ဖြစ်နေရတာတော့ခုနတုန်းကအဖြေပါသွားပြီသားတကယ်တမ်းကဘဝဖြစ်စဉ်ရဆင်းရဲခြင်းသဘောပဲသို့တော့ကျွတ်တော့ညံတုံးတဲ့အတွက်ကြောင့်မသိဘူးသိအောင်မလုပ်တဲ့အတွက်ကြောင့်မသိဘူးမသိတဲ့အတွက်ကြောင့်ဆင်းရဲတဲ့ဘဝကြီးကိုပဲမမောတယ်တွေ့တာတယ်မစွန့်နိုင်ဘူးမလွတ်နိုင်ဘူးအဲ့ဒီမမောတွေ့တာတဲ့လောဘကပဲဘဝကိုထပ်ပြီးတော့ဖြစ်စီဒါကြောင့်မြတ်စွာဘုရားတဏ္ဍပောနောဝိကတဏှာလောဘဟာဘဝကိုဖြစ်စေတဲ့အရာဟုတ်ပြီနော်တဏှာလောဘဟာဘဝကိုဖြစ်စေအဲ့လိုဆိုရင်ကောင်းတဲ့ဘဝဆိုးတဲ့ဘဝကိုဖြစ်အောင်ဘယ်သူကအသေးစိတ်စီမံဖန်တီးနေတာတော့လို့မေးရင်ဘယ်လိုနားလည်တာလဲကံတရားကံတရားဆိုတာဘယ်သူပြုတာလဲဆိုကိုပြုတာပေါ့ခုဘုန်းကြီးပြောနေတဲ့ကောင်းတဲ့စိတ်ဓာတ်ကိုအခြေခံပြီးတော့ဖြစ်ပေါ်လာတဲ့ကံတရားတွေကံတရားဆိုတာအလုပ်ကိုပြောတာနော်
ကာယကံမှုနဲ့လှုပ်တာရှိတယ်ဝစီကံမှုနဲ့လှုပ်တာရှိတယ်မနောကံမှုနဲ့လှုပ်တာရှိဟုတ်လားအဲ့ဒါတွေကဘာတွေတုံးဆိုလို့ရှိရင်ကောင်းခြင်းဆိုခြင်းကိုဖြစ်ပေါ်စေတဲ့အသေးစိတ်စီမံဖန်တီးနေတဲ့အရာဘဝကိုဖြစ်စေတာကလောဘဘဝထဲမှာမှမင်းကောင်းတဲ့ဘဝကိုဖြစ်မင်းတော်ဆိုးတဲ့ဘဝဖြစ်လို့အသေးစိတ်စီမံဖန်တီးတာကဘယ်လိုတုံးဆိုတော့ကံတရားကံတရားဆိုတာဘယ်ဟာကိုပြောတာတော့မြတ်စွာဘုရားကဘယ်လိုလေးဟောတာကြားဖို့လို့စေတနာဟံဘိက္ခဝေကမ္မဝရမိဟုတ်လားစေတနာဆိုတာလေးကိုကံလို့ငါဟောတယ်ငါဆိုတယ်မြတ်စွာဘုရားဒီလင်းပြောတာနော်အဲ့တော့စေတနာဆိုတာဘာပြောတာတော့နော်စေတနာဆိုတာတိုက်တွန်းနှိုးဆော်တဲ့သဘောလေးလှုပ်ကြစို့လှုပ်ကြစို့ပြောကြစို့ပြောကြစို့တွေးကြစို့ရှေ့ကခေါင်းဆောင်နေတဲ့သဘောလေးနော်သင်္ခါရပြုလုပ်မှုမှာသူခေါင်းဆောင်တဲ့နန္တတည်တဲ့မှာအဲ့ဒါလေးကိုဘုန်းကြီးကလူငယ်တွေနားလည်အောင်ဟောရတာလေးဖလှယ်ပြီးတော့ပြောတာစိတ်ထားဆိုတာအဲ့ဒီစေတနာကိုရည်ရွယ်ပြောတာကောင်းတဲ့စေတနာဆိုတဲ့စေတနာဒီနေရာဖြင့်ကောင်းတဲ့စိတ်ထားဆိုတဲ့စိတ်ထားအဲ့ဒီစိတ်ထားလေးအဲ့ဒီစေတနာလေးကိုပဲမြတ်စွာဘုရားကကံတရားလို့နာမည်တက်တယ်တို့ကျွတ်တို့လူဖြစ်တာချင်းအတူတူအသက်ရှည်တာတူတာမတူရုပ်လာတာမလာတာမတူပိုင်ဆိုင်မှုနည်းတာများတာမတူကျမရေးကောင်းတာမကောင်းတာမတူကွဲပြားခြားနားမှုတွေနဲ့ဘဝကြီးမှာတရားဝါတွေဟာသွားနေရတာသုံးတဲ့ဘုံခြုံပြီးတော့ကြည့်မယ်ဆိုရင်လည်းငရဲဒိဋ္ဌံပြိတ္တာအတုတကေဒါအပေဘုံမကောင်းတဲ့ဘဝလူဘဝနတ်ဘဝပြမဘဝဒါတုဂတိဘဝကောင်းတဲ့ဘဝဒီလိုခွဲခြားတာဘဝတွေကိုကြည့်နိုင်မယ်ဆိုရင်လည်းအကောင်းအဆိုးရှိတယ်လူဘဝတစ်ခုတည်းကိုကြည့်မယ်ဆိုရင်လည်းအကောင်းအဆိုးမရှိဘူးလားရှိတယ်နော်အဲ့ဒီအကောင်းအဆိုးကိုအသေးစိတ်ဘယ်သူစီမံဖန်တီးတာလဲဘယ်သူကဖြစ်စေတာလဲလို့မင်းအဲ့ဒီတရားတွေရဲ့တန်တန်မှာဖြစ်ပေါ်သွားတဲ့စိတ်ထားလေးတွေကိုခြေခံပြီးတော့ပြုမှုလိုက်တဲ့ပြောဆိုလိုက်တဲ့တွေးကြံလိုက်တဲ့ကံတရားတွေကပဲဖြစ်ပေါ်စေတာကျွန်တော်အဲ့လိုယုံကြည်ထားတာအဲ့လိုလက်ခံထားတာဟုတ်လားအဲ့တော့ဒီနေရာမှာမြတ်စွာဘုရားကကောင်းတဲ့စိတ်ဓာတ်ဆိုတဲ့စိတ်ဓာတ်ဟာမသိခင်မှာကိုယ်ပဲတရားကိုချမ်းသာမှုရှင်းရမှုကိုဖြစ်စေတာမဟုတ်ဘူးသိပြီးတဲ့နောက်မှာလည်းပဲကောင်းတဲ့ဘဝဆိုးတဲ့ဘဝတွေကိုဖြစ်စေသေးတယ်ဟောကျွတ်တို့ဒီကိစ္စကိုလည်းမတွေးလို့မရဘူးနော်မသေးဘဲနေမှာမဟုတ်တာဘူးသိရလိမ့်မယ်သိပြီဆိုရင်လည်းနောက်ဘဝကသိကြပါဘဝတစ်ခုကဖြစ်လိမ့်မယ်ဖြစ်ရအောင်မဲ့အတူတူဆိုရင်တော့ဆိုးတဲ့ဘဝဖြစ်တာနဲ့စာရင်ကောင်းတဲ့ဘဝဖြစ်ရတာမကောင်းဘူးလားကောင်းတယ်ဒါလေးတွေကျွတ်တို့စဉ်းစားမိဖို့မလိုဘူးလားအဲ့ဒါဘဝကောင်းကိုရကျင်တယ်ဆိုလို့ရှိရင်လည်းဘာလို့ရမှာတော့ကောင်းတဲ့စိတ်ပဲထားရလိမ့်မယ်ဆိုးတဲ့စိတ်ထားရင်တော့အဲ့ဒါဘဝဆိုးရမှာပဲအဲ့ဒါကိုလည်းမြတ်စွာဘုရားဥပမာလေးပေးပြီးတော့ဒီနေ့ရှားရှားဟောတာတဲ့သုတ်တန်တစ်ပုဒ်ရှိတယ်မူလပဏ္ဏတပါဠိတော်မှာဝဋ္ဌသုတ်တန်ဆိုပြီးတော့မှတ်တမ်းတင်ထားတယ်မြတ်စွာဘုရားတရားစကားဟောပြီဆိုလို့ရှိရင်ဥပမာကင်းခဲ့တယ်ဥပမာပေးပြီးတော့ပြောတာပဲများတယ်ဥပမာနဲ့ပြောလို့ရှိရင်နားလဲနားလဲလွယ်တယ်မှတ်လဲမှတ်မိစိတ်ထဲမှာပို့ပြီးတော့ရှင်းသွားတယ်ဗောနော်အဲ့ဒီသုတ်တံမှာမြတ်စွာဘုရားဥပမာဘလို့ပေးတော့ဆိုတော့ပကြီးဆရာတယောက်ဟာတဲ့စီကြီးတွေနဲ့ပေးနေတဲ့အဝတ်နွယ်အဝတ်နွမ်းကြီးကြီးတွေညော်တွေပေးနေတဲ့အဝတ်မဲကြီးပေါ်မှာသူကြိုက်တဲ့ဆေးရောင်ခြေလို့မရနိုင်ဘူးနော်အဝါရောင်ခြေလို့လည်းအဝါရောင်မထွက်ဘူးအပြာရောင်ခြေလို့လည်းအပြာရောင်မထွက်ဘူးအောက်ခံအရောင်ကြီးကညစ်နေတဲ့အတွက်ကြောင့်အောက်ခံအရောင်တွေနဲ့ရောပြီးတော့ထွက်ချင်တဲ့အရောင်တွေပဲထွက်လာအဲ့လိုပဲညင်နွမ်းတဲ့စိတ်မကောင်းတဲ့စိတ်နဲ့ဒီတရားဟာသူတောင်းတတဲ့သူမျော်လင့်တဲ့ကောင်းတဲ့ဘဝမျိုးကိုမရနိုင်ဘူးဟောဒါမြတ်စွာဘုရားပေးတဲ့ဥမာနော်အလုံးမဖြူရှင်တန်ရှင်းတဲ့အဝတ်ဖြူလေးပေါ်ဆိုရင်တော့ပကြီးစရာသူကြိုက်တဲ့ဆေးရောင်တင်လို့ရပြီအဝါရောင်ခြေလိုက်ရင်လည်းအဝါရောင်တန်တန်လေးထွက်တယ်အပြာရောင်ခြေလိုက်ရင်လည်းအပြာရောင်တန်တန်လေးထွက်တယ်သူစိတ်တိုင်းကြသူဖြစ်ချင်တဲ့အတိုင်းလုပ်လို့ရတယ်ဘာမလို့အဝတ်ကလေးကဖြူနေတယ်အဲ့လိုပဲဖြူစင်တန်ရှင်းတဲ့စိတ်ကောင်းမြတ်တဲ့စိတ်နဲ့ဒီတရားဟာသူလိုချင်တောင့်တတဲ့လိုလားတောင့်တတဲ့ကောင်းတဲ့ဘဝကိုရနိုင်တယ်ဒါဝဋ္ဌသုတ်တံမှာမြတ်စွာဘုရားဟောအဲ့ဒီမှာမြတ်စွာဘုရားကစိတ်တဲ့ဖြူစင်ခြင်းစိတ်တဲ့ညှဉ်းနှွမ်းခြင်းဒီနေရာဖြင့်ကောင်းတဲ့စိတ်ထားမကောင်းတဲ့စိတ်ထားစောစောပြောတဲ့စိတ်ထားနော်ချမ်းသာခြင်းရဲ့စိတ်ကောင်းထားဆိုတာလေးကိုဘုန်းကြီးကအဓိပ္ပာယ်ချဲ့နေတာဟုတ်လားအဲ့ဒီကောင်းတဲ့စိတ်ထားမကောင်းတဲ့စိတ်ထားကိုအဲ့ဒီမှာမြတ်စွာဘုရားတစ်မျိုးလေးသုံးတယ်ဥပ္ပကိလေသာလို့အဲ့လိုသုံးဥပ္ပကိလေသာဆိုတာစိတ်ကိုညှဉ်းနှွမ်းစေတဲ့အရာစိတ်ကိုအယောင်ဆိုးတာနော်စိတ်ရဲ့ပင်ကအဖြူတယ်လေးပဲပပတ္တရမိတံဘေခွေစိတ်တံအာဂန္တုကေဟိဥပ္ပကိလေထေဟိဥပ္ပကိလေထံဥပ္ပကိလေတေဟိဥပ္ပကိလေထံစိတ်ရဲ့ပင်ကိုသဘောလေးရဖြူရှင်းတဲ့တန့်ရှင်းတယ်ဒါပေမဲ့လို့
ဧည့်သည်တပွဲဖြစ်တဲ့လောဘဒေါသမောဟတရားတို့ကြောင့်ဒီစိတ်ဟာညှဉ်းနှွမ်းရတယ်ဧည့်သည်တပွဲဖြစ်တဲ့အဲ့ဒီတရားတွေကင်းကွာနေတဲ့အချိန်မှာဒီစိတ်ဟာဖြူစင်ရတယ်ဒီလိုမြတ်စွာဘုရားဟောအဲ့ဒီမှာတော့မြတ်စွာဘုရားကစိတ်ကိုဘယ်ຢာတွေကညှဉ်းနှွမ်းစေတာလဲစိတ်ကိုဘယ်ຢာတွေကဖြူစင်စေတာလဲဒီနေရာမှာဖြူစင်တယ်ဆိုတာကညှဉ်းနှွမ်းမှုမရှိတာကိုပဲဖြူစင်တယ်လို့ပြောတာဒါလေးလည်းနည်းနည်းလေးကွဲရမယ်နော်ဆိုကြပါစို့ကိုအင်ကြီးလေးတွေဝတ်တယ်ကြီးတွေညော်တွေဝတ်ပါများတော့ပေးအဲ့ဒီကြီးညော်ပြန်ပြီးတော့လျှော်ဖို့လိုက်တဲ့အချိန်မှာမဖြစ်သွားဘူးတန်ရှင်းသွားတယ်တန်ရှင်းမှုရောက်လာတာလားညှဉ်းနှွမ်းမှုပျောက်သွားတာလားဒီဟာကိုသဲကွေးအောင်နားလည်အောင်သေချာစဉ်းစားနော်ကျွတ်တို့တန်ရှင်းတယ်လို့ပြောတဲ့နေရာမှာတန်ရှင်းမှုကြီးဟာတဏှာရောက်လာတာလားမဟုတ်ဘူးညှဉ်းနှွမ်းမှုပျောက်သွားတာကိုပဲတန်ရှင်းတယ်လို့ပြောတာအခုဒီနောက်မှာပြီးလို့ရှိရင်ဒီလူတွေထားသွားမယ်ဒီအမိုက်တွေဘာလို့ရမလို့ရှင်းရမရှင်းဘူးဆိုရင်ဒီနောက်မှာဘာဖြစ်လို့ညစ်ပေနေမှာနော်ရှုပ်ပွားနေမှာဟုတ်လားအမိုက်တွေနဲ့ရှုပ်ပွားဒါတွေအကုန်ရှင်းထုတ်လိုက်တဲ့အခါကျတော့ဘာဖြစ်သွားရှင်းလင်းသွားတယ်ရှင်းလင်းမှုကြီးရောက်လာတာလားအမိုက်တွေပျောက်သွားတယ်အမိုက်တွေပျောက်သွားအဲ့လိုပဲကျွတ်တို့စိတ်ထဲမှာအမိုက်တွေနဲ့တူတဲ့အညစ်ဓာတ်တွေနဲ့တူတဲ့မကောင်းတဲ့ဓာတ်တဘာဝတဲ့ပြောရင်စေတသိက်တရားမကောင်းတဲ့စေတသိက်အဲ့ဒါစိတ်ကိုလာပြီးတော့သူတို့ကနှောက်ယှက်တယ်ဒီသဘောလေးအဲ့ဒါမြတ်စွာဘုရားအဲ့ဒီသုတ္တမှာစိတ်ကိုညှဉ်းနှွမ်းစေတဲ့တရားတနည်းအားဖြင့်စိတ်ကိုဆိုးစေတဲ့မကောင်းတဲ့စိတ်ထားလေးတွေဖြစ်ပေါ်သွားစေတဲ့နော်စိတ်ကိုအယောင်ဆိုးတဲ့သဘာဝအဲ့ဒါမြတ်စွာဘုရားအဲ့ဒီမှာစိတ်ရှိလက်ရှိဟောတယ်အဲ့ဒါလေးတွေကိုနားထောင်ရမယ်ချမ်းသာခြင်းရဲ့စိတ်ကောင်းထားဘလို့စိတ်ကကောင်းတာတော့ဘလို့စိတ်ကမကောင်းတာတော့ဒါဒီဒေသနာမှာအရက်သုံးလေးနဲ့မြတ်စွာဘုရားဟောတယ်စာသံပေသံနဲ့နဲတယ်လို့ပြောရမယ်အဲ့ဒါကိုဘုန်းကြီးကပို့ကြိုက်တယ်စိတ်ကိုညှဉ်းနှွမ်းစေတဲ့အရာတွေကဘယ်အရာတွေလဲတနည်းအားဖြင့်မကောင်းတဲ့စိတ်ဓာတ်တွေဆိုတာဘလို့စိတ်ဓာတ်တွေတော့အဘိဇာသူများပစ္စည်းရခြင်းသူများပစ္စည်းကိုပစ္စည်းလုပ်ခြင်းရှိရနော်ဒီစိတ်ကလေးတွေရှိရနော်အဲ့ဒါဘာလို့ကောင်းတဲ့စိတ်ဓာတ်ဥပကိလေသာဝိသမလောဘမတရားလောဘမတရားလိုခြင်းဝိသမလောဘဆိုတဲ့စကားကိုထောက်သောအဖြစ်တရားတဲ့လောဘဆိုတာလေးလည်းရှိနိုင်တယ်ဆိုတာလေးကိုကျွတ်တို့ညင်တဲ့ရမယ်တချို့လောဘကတကယ်ကိုပဲမတရားသဖြင့်မလုပ်နေတော့ကြီးနေတယ်တတ်ယူမရမယ်ဆိုရင်တတ်မယ်ကွာဟုတ်လားခိုးယူမရမယ်ဆိုရင်ခိုးမယ်အဲ့ဒါဘယ်လိုလောဘမျိုးလဲမတရားလောဘဝိသမလောဘခေါ်တာလူလောကကြီးကိုသူများကိုထိခိုက်စေတဲ့အထိသူ့လောဘကချွန်ထွက်နေစိတ်ပြည့်စရာလောဘအဲ့ဒါဘာလို့မကောင်းတဲ့စိတ်ဓာတ်အဘိဇာဝိသမလောဘနောက်ဖြာပါဒနဲ့ဖြာပါဒဆိုတာဒေါသကိုပြောတာစိတ်ဆိုးတယ်စိတ်ပြက်တယ်စိတ်တူတယ်ဝမ်းနေတယ်ကြေကွဲတယ်လွမ်းဆွတ်တယ်ဒေါသကသူကတက်ကြွတဲ့သဘောလေးရှိတယ်ဆုံးနစ်တဲ့သဘောလေးရှိတယ်အဲ့ဒီဒေါသသဘောတွေဟာမကောင်းတာတွေသုံးမျိုးရှိပြီနော်စိတ်ရှိလက်ရှိလေးမှတ်ရမယ်ဟုတ်လားအဘိဇာသူများပစ္စည်းကိုပစ္စည်းဖြစ်စေခြင်းဝိသမလောဘမတရားလိုခြင်းဖြာပါဒစိတ်ဆိုးတယ်စိတ်ပြက်တယ်စိတ်တူတယ်ကောဓဥပါနာဟတယ်ဟောနောက်တစ်တွဲလေးဟောကောဓဆိုတာအမျက်ထွက်တယ်ဒေါသရဲ့နာမည်ဒေါသရဲ့အတက်အကျဒေါသရဲ့ပုံစံလေးတွေကိုကြည့်ပြီးတော့မြတ်စွာဘုရားစကားလုံးအမျိုးမျိုးသုံးတာတရားကိုကောက်ရင်တော့ဒေါသကောဓဆိုတဲ့အမျက်ဆိုတာဘယ်လိုဟာတော့ကျွတ်တို့လက်ဘွားလေးပါလေးညောင်လေးပါလေးစူးတယ်မဟုတ်လားထိလိုက်မှဖြစ်တယ်မြက်တဲ့နဲ့ရန်နေရခက်ရန်ကြီးစူးစူးဝါကြီးအသက်အန္တရာယ်ထိခိုက်လောက်အောင်ဖြစ်နေတာလည်းမဟုတ်ဘူးဒါပေမဲ့ထိလိုက်ပြီဆိုရင်တော့တချို့ညောင်စူးတာတွေအသက်ခိုင်အောင်နာဟုတ်လားအဲ့လိုပဲစိတ်ထဲမှာမြက်အမျက်ဆိုတာဘယ်နေရာမှာသုံးသေးတယ်လဲဝါနော်ဒါဖြစ်တော့ဝမျက်တချို့အသားတွေမှာအမျက်ကလေးတွေရှိအပွေးလေးတွေအဲ့နေရာလေးကလှတတ်တယ်အဲ့ဒီအမျက်ဟာဘလို့လဲလို့သေချာကြည့်လိုက်ရင်ကျွတ်ဆက်တဲ့သဘောရှိတယ်အထိခိုက်မခံဘူးကျိုးသွားတယ်ဒီအမျက်ဆိုတဲ့စကားလုံးဗမာစကားလုံးလေးကိုခန်းစားတတ်စေခြင်းလို့ဒေါသသဘောလေးဖြစ်နေတယ်အဲ့ဒါကျွတ်ဆက်နေတယ်စိတ်ထဲမှာခန်းစားလို့မကောင်းအမျက်အဲ့ဒါပါလို့မကောင်းတဲ့စိတ်ထားဥပနာဟဆိုတာရံညိုးဖွဲ့တာတစုံတယောက်ရဲ့ပုံမှာမကြည်တဲ့ချက်ကိုတောက်လျှောက်လျှော်ဖို့မပြစ်လိုက်ဘူးတောက်လျှောက်ဖြေမပြစ်လိုက်ဘူးစိတ်ထဲမှာမလုပ်တာသိမ့်ထားဒီနေ့တွေ့မယ်စုထတယ်ဒီထဲမှာနောက်တစ်ခါမကြည်တဲ့ရှိရဲ့စုထတယ်မကြည်တဲ့မှုတွေကဘာဖြစ်လာများလာအဲ့ဒါမျိုးကိုဘာခေါ်လဲဥပနာဟနော်ဒါမကောင်းတဲ့စိတ်ဓာတ်တွေကိုပြောနေရတော့
နော်အဘိဇာဝိသမလောဘဗျာပါဒကောဓဥပါဒ၅လုံးရှိပြီဟုတ်လားကောဓဥပါဒပြီးတော့ပါပြောမက္ခပလာတမက္ခဆိုတာခြေဆုကမ်းတာအကောင်းတဲ့စိတ်ထားပဲကိုယ့်ဘောကောင်းခဲ့တာကိုအတိအမှတ်မပြုတချို့ဆိုလို့ရှိရင်ကိုယ့်ဘောကောင်းခဲ့တာကိုအတိအမှတ်မပြုံနေတော့မကောင်းမကောင်းဘူးလို့တောင်ပြောင်းပြန်ပြောဒီမက္ခရဲ့နေပေကနည်းနည်းတော့ကျေတယ်သူကခြေဆုကမ်းတဲ့အဓိပ္ပာယ်တွေမဟုတ်တချို့လူတွေရဲ့ကောင်းတဲ့အချက်တွေကိုအတိအမှတ်မပြုနိုင်ကိုယ့်ပုံမှာကောင်းတာမဟုတ်သူတကယ်ကောင်းတယ်တကယ်တော်တယ်ဒါပေမဲ့တော်တာကောင်းတာကိုစိတ်ထဲကအတိအမှတ်မပြုနိုင်ဒီလိုတစုံတစ်ခုသောအကြောင်းကြောင့်မကြိုက်လို့တော်တဲ့ကောင်းတဲ့အချက်တွေကိုပါမတော်ပါဘူးမကောင်းပါဘူးလို့ဂုံကျေးဇူးကိုခြေဖြတ်တယ်လို့အဲ့လိုလေးပါတာပြန်မက္ခအဲ့ဒါမျိုးတွေလူလောကမှာမရှိဘူးလားအဲ့ဒီစိတ်ထားတွေရှိရနော်အဲ့ဒါဘယ်လိုစိတ်ထားတွေလဲကောင်းတဲ့စိတ်ထားတွေအဲ့ဒါဆင်းရဲလိမ့်မယ်ပလာတဆိုတာသူကဂုံတုဂုံမြိုင်စိတ်များတာတွေးလိုက်ရင်သူကပါတော့နော်အပေါ်ယံကိစ္စတွေကိုအလွန်မှအဓိကထားပြီးတော့တခါတည်းဘာလို့လဲပြိုင်နေငါကဘာသူကဘာပြိုင်ဆိုင်မှုတွေအများများအဲ့ဒီစိတ်ထားကောင်းသလားမကောင်းနော်မက္ခပလာတအိတ်တာမစ္စရိယဟောကြားဘူးတယ်နော်ဒီစကလုံးလေးတွေအိတ်တာဆိုတာဘာလဲမနာလိုတာမစ္စရိယဆိုတာဝန်တိုတာဘုန်းကြီးအကျေမပြောဘူးနော်ဘလို့စိတ်ထားတွေကကောင်းတယ်ဘလို့စိတ်ထားတွေကမကောင်းဘူးလေကောင်းတဲ့စိတ်ထားကိုမပြောဘူးမကောင်းတဲ့စိတ်ထားကိုပြောနေဒါအဓိပ္ပာယ်ရှိတယ်မကောင်းတဲ့စိတ်ထားကိုသိပြီဆိုလို့ရှိရင်အဲ့ဒီမကောင်းတဲ့စိတ်ထားကိုဖယ်လိုက်ရင်အဲ့ဒါကောင်းတဲ့စိတ်ထားဖြစ်သွားခုနဘုန်းကြီးဥမာပြောပြီးပြီနော်အမိုက်တွေကိုရှင်းလိုက်ရင်မဖြစ်သွားဘူးတန်ရှင်းသွားဂျေးတွေကိုပြောင်းအောင်ဆေးလျှော်လိုက်မယ်ဆိုရင်တန်ရှင်းသွားမယ်စင်ကြယ်သွားမယ်ဒီသဘောကိုပြောတာဟုတ်လားခုမကောင်းတာကိုသိဖို့လိုတယ်နော်မက္ခပလာတအိတ်တာမစ္စရိယမာယာတာထေယဟောလာပြန်ပြီမာယာဆိုတာကိုယ်မှာရှိတဲ့မကောင်းတဲ့အချက်အပြစ်တွေကိုဖုံးကွယ်ဖို့ကြိုးစားတာထေယဆိုတာကိုယ်မှာမရှိတဲ့ဂုဏ်ကိုရှိတယ်လို့ထင်စေခြင်းတာလှည့်စားတာကောက်ကျစ်ဒီလိုစိတ်ထားလေးတွေရောပုထုဇဉ်သဘာဝမရှိဘူးလားအဲ့ဒါတွေကဘာဖြစ်စေမဲ့စိတ်ထားတွေဆင်းရဲစေမဲ့စိတ်ထားတွေတရားကောင်းစီကဘယ်လိုပေးတာတော့ချမ်းသာခြင်းရင်စိတ်ကောင်းတာကိုကစိတ်ကောင်းတွေမပြောဘူးစိတ်ဆိုးတွေပဲပြောနေဟုတ်လားစိတ်ဆိုးကိုပြောခြင်းအပြင်စိတ်ကောင်းကိုပါတပြိုင်တည်းနားလည်ပြီးသားဖြစ်သွားတယ်မာယာတာထေယထံဘတာရံဘတဲ့ဟောနောက်တွဲထံဘဆိုတာခက်ထံကြမ်းထမ်းအမူအရာကြည့်လိုက်ရင်လည်းတောက်မကြိုးဘူးပြောတာဆိုတာလည်းနားထောင်ခြင်းစရာမရှိဘူးဟောရှိရနော်ဒီဥစ္စာတွေကလူလောကကြီးကိုထိခိုက်ပြီးတော့သူ့ရဲ့အမူအရာသူ့ရဲ့အပြောဆိုတွေကကြမ်းထမ်းမှုနဲ့နှိပ်စက်ထံဘခက်ထံနော်နူးညံ့မှုရဲ့ဆန့်ကျင်ဘက်ပေါ့ဟုတ်လားတာရံဘဆိုတာကျတော့သူချုပ်ချယ်တယ်သူများဘဝတည်းဝင်ရောက်ဆွတ်ဖက်ပြီးတော့သူ့ဘဝကိုကိုယ်အလိုကြအတိုင်းနေစေခြင်းမနေဘူးဆိုရင်အမျိုးမျိုးညောင်ထိုးဟုတ်လားအဲ့ဒါအမျိုးသမီးတွေသတိထားငါဟာလို့လုပ်ပြီးရင်အဲ့ဒီချုပ်ချယ်လို့တဲ့သဘောကနောက်ကအလိုလဲပါလာတယ်ဘလို့နေတာမကြိုက်ဘူးဘလို့ထိုင်တာမကြိုက်ဘူးဟုတ်လားအဲ့ဒါဘယ်တဲ့ပါတော့တယ်တာရံဘချုပ်ချယ်အဲ့ဒါသူကကိုယ်စိတ်တင်ရမနေဘူးဆိုရင်ဘယ်သူပဲပူလောင်ရမလို့ပြီးရင်ကိုယ်ပဲပူလောင်ရမှာနော်သူများဘဝကိုကိုယ်စိတ်တိုင်းကြနေပေးရမယ်သူ့မှာငါစိတ်တိုင်းကြနေပေးရမယ်တာဝန်ရှိတယ်လို့မြင်တာကွာစားအဲ့ဒါမိုက်မဲမှုယူသွမှုအဲ့ဒီဥစ္စာသဘောပေါက်လားဘုန်းကြီးပြောတာထံဘခက်ထံနဲ့တာရံဘချုပ်ချယ်ဘလို့စိတ်ထားတွေတော့ရှုံးညံ့တဲ့စိတ်ထားထံဘတာရံဘပြီးတော့ပါလားဆိုမာနအတိမာနဟောသူကြတော့နှလုံးဆင့်သုံးတာမာနဆိုတာတို့အထင်ရောက်သူတို့ရဲ့စိတ်ကမာနမှာပျော်တယ်နော်တဏမာနဒိဋ္ဌိဆိုတဲ့စကားလုံးလေး၃လုံးအတွေ့လေးကြားဖို့တယ်မဟုတ်လားသူ့ကိုဘယ်လိုနာမည်တက်ထားသေးတော့ဘုန်းကြီးကတရားစကား level လေးတွေနည်းနည်းလောက်စစ်ကြည့်တဏမာနဒိဋ္ဌိဆိုတဲ့စကားလုံး၃လုံးကိုဘယ်လိုပြောသေးတယ်လဲပပင်စတရားဟုတ်ပြီနော်ဟိုတခါကြီးထွက်လာနော်ပပင်စတရားဆိုတာတန်တရားနယ်ချဲ့တဲ့တရားတန်တရားကိုမစိုးနိုင်အောင်ချဲ့ထွင်တဲ့တရားတနည်းအားဖြင့်ကလေးတွေနားလည်အောင်ပြောရမယ်ဆိုရင်ဒုက္ခပွားစေတဲ့တရားတန်တရားဆိုတာဒုက္ခပဲလေတဏှာဆိုတာငါဥစ္စာလို့ထင်တဏှာအမြင်မာနဆိုတာငါလို့မြင်တာအထင်ပေါ့အထင်တစ်မျိုးနဲ့နေဒိဋ္ဌိဆိုတာကယုံ nant ကိုပုဂ္ဂိုလ်တ attva လို့ထင်တာနော်
အဲ့ဒီမှာဒီမှာမာနကိုမြတ်စွာဘုရားနှစ်မျိုးသုံးတာကိုဘုန်းကြီးကသဘောကျလို့ဆိုတာမြင်တော်မူတယ်ဆိုတာပြောတာမာနဆိုတာကအမြဲတမ်းစိတ်ထဲမှာလွှမ်းမိုးတယ်မာနရဲ့အဓိပ္ပာယ်အဲ့ဒီအမြင်လာရင်တော့သေချာပေါက်တိမ်ငယ်တော့မယ်ဆင်းရဲအဲ့ဒီအမြင်မကောင်းဘူးသူတို့တန်ခါနဲ့တိတ်မထူးပါဘူးဆိုတော့ပြိုင်ဆိုင်မှုကလည်းတက်လာအောင်မယ်အဲ့ဒါလည်းတိတ်ပြီးတော့မကောင်းဘူးဟုတ်လားသူတို့ထက်ငါကตาတယ်ဆိုရင်လည်းအထင်ရသေးတော့မယ်အဲ့ဒီအမြင်လည်းမကောင်းဘူးဘယ်အမြင်ကောင်းလဲဘယ်အမြင်မှမကောင်းဘူးစရှင်တဲ့ကွာစားသူကမှားနေပြီသဘောပေါက်ရဲ့လားမာနရဲ့နယ်ပယ်ကျေပုံကိုပြောတာနော်ခုဒီမှာမြတ်စွာဘုရားမာနပြီးတော့ဗတ်တယ်အတိမာနဆိုတာတော့ဘုံယူနေတဲ့သဘောမျိုးကိုပြောတာကိုဘယ်သူနဲ့မှတူတယ်လို့ကိုမထင်ဘူးသူကအဲ့ဒါကြတော့သူကတော်တော်ကြီးကိုသိတာထင်ရှားသွားတယ်ဟုတ်လားသွားတာလာတာပြောတာဆိုတာကွာစားသူကဘလို့ဖြစ်နေမာနရဲ့အမှုနဲ့အများအမြင်ကပ်เสียသေယုတ်ကိုကောင်းဆောင်နိုင်တယ်ဗောနော်မာနအတိမာနနောက်ဆုံးတွဲကမဒပမာဒမဒဆိုရင်မူးတာပမာဒဆိုတာမေ့လျော့မဒရင်မူးတယ်ဆိုတာဘာပြောတာလဲတရဝါတွေဟာကိုယ့်ရဲ့ကြိုးပမ်းအထောက်မှုအလျောက်တခါတည်းမှာကိုယ်စိတ်တိုင်းကြတာလေးတွေရှိတတ်တယ်အဲ့လိုရှိပြီဆိုရင်စိတ်ကဘာဖြစ်လဲตายရနေရောတော်သေးတယ်သူများဘဝလေးကြည့်ပြီးတော့ကိုယ့်ဘဝလေးအဆင်ပြေတော်သေးတယ်ဟုတ်လားအဲ့ဒါပါလေမဒရှင်မူးနေတဲ့ခေါ်နော်ပမာဒဆိုတာကြတော့သူကအမှန်တရားကိုအမှတ်မရမေ့လျော့ပမာဒကိုဘုန်းကြီးကပမာဒရဲ့အဓိပ္ပာယ်ကအကျယ်ကြီးအထီရောက်ဆုံးပမာဒရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုဘယ်လိုပြောခြင်းလဲကိုယ့်ဘဝကိုမေ့နေပမာဒတော့ကိုယ့်ဘဝကိုမေ့တယ်ဆိုတော့ဘာပြောရလဲဘဝကဘလို့ဖြစ်နေတာဘလို့ဖြစ်အောင်မှာဆိုတဲ့သဘာဝတွေကိုမေ့တာဘဝကဘလို့ဖြစ်နေတာလဲဘလို့ဖြစ်အောင်မှာလဲဘုန်းကြီးရဲ့တရားကိုနာရင်လွယ်ကူလိမ့်မယ်လို့တော့မယုံကြည်နဲ့နော်လွယ်ကူပါမဟုတ်လွယ်ကူတာတွေကတိတ်တန်မှုမရှိဘူးဘဝကဘလို့ဖြစ်နေတာတော့ဘလို့ဖြစ်အောင်မှာအဲ့ဒါကိုမမေ့ရဘဝကဘလို့ဖြစ်နေတာလဲလို့မေ့ရင်ဘလို့ပြောမလို့ပြောပေါ်ဘယ်ဆုံးမလို့ပြောတရားတွေမှအများကြီးဘဝဖြစ်နေတာဘလို့ဖြစ်နေတာတော့အစဉ်ပြေတာဖြစ်တာလားအစဉ်မပြေတာဖြစ်တာလားအဲ့ဒါဆိုတော့နှလုံးနဲ့ပြီးအစဉ်ပြေသလားမပြေဘူးလားမပြည့်တပြေလေးမြန်တိုးလိုက်မယ်ဆိုတော့သုံးမျိုးဖြစ်သွားပါတော့ဘုန်းကြီးကဘဝကိုဘလို့ဖြစ်နေတာလို့ဖြေသေးခြင်းတာတော့ဆိုတော့ဘဝအမြဲတမ်းပြီးဆုံးနေတာလို့မြင်သိခြင်းတာစောတော့ကြားတဲ့အတန်ရှိတော့ဘူးအစဉ်ပြေသည်ဖြစ်စေအစဉ်မပြေသည်ဖြစ်စေပြီးသွားပြီအဲ့ဒီဥစ္စာအခုလည်းပဲပြီးနေတာပဲအခုဖြစ်တာကိုတော့ကြာယူသွားလို့မရဘူးခုနဖြစ်ခဲ့တာအခုထိယူလာလို့မရဘူးမနေ့တော့ဖြစ်တာမနေ့တော့ပြီးတယ်မနေ့ကဖြစ်တာမနေ့ကပြီးတယ်စောတော့ဖြစ်တာစောတော့ပြီးအကုန်လုံးကပြီးဆုံးလိုက်အဲ့လိုမြင်စေခြင်းလားအဲ့ဒီအမှန်တရားမမြင်ဘူးမြင်ခဲ့ဘူးတော့လည်းပဲအမှတ်မရတော့ဘူးမေ့ပမာဒဒါဘဝဘလို့ဖြစ်နေတာလဲဆိုတော့ပြောတာနော်နောက်ထပ်မေးခွန်းတစ်ခုရှိသေးတယ်ဘဝဘလို့ဖြစ်ဦးမှာတော့ဘဝဘလို့ဖြစ်ဦးမှာဘဝသေမှာပေါ့လူညင်းနိုင်တယ်လေမသေးခင်မှာထပ်ပြီးတော့အမှန်တရားလေးတစ်ခုတော့ထပ်ထည့်လိုက်ပါနာကျင်ခံခတ်မှုကိုခံစားရအောင်ပဲကျန်တာတွေကမှားကောင်းမှားနိုင်တယ်နော်ခုဘုန်းကြီးပြောတဲ့ဘဝကဘလို့ဖြစ်ဦးမှာလဲဆိုတာနာရလိမ့်မယ်သိရလိမ့်မယ်အိုရလိမ့်မယ်ဘာလို့မထည့်တာလောလောဆယ်ကိုအိုနေပြီမို့လို့မထည့်တော့တာဟုတ်လားသဘောပေါက်လားဘုန်းကြီးပြောတာနော်အဲ့တော့မဒဆိုတာရင်မူးတာပမာဒဆိုတာမေ့လျော့အဲ့ဒါမြတ်စွာဘုရားဘယ်နှမျိုးပြောလိုက်တော့လက်ချိုးရည်ထားတဲ့လူဆိုရင်သိမှာပေါ့ဘယ်နှမျိုးတော့ဘယ်လိုမှလက်ချိုးမရဘူးနော်18မျိုးဘုန်းကြီးကသေချာရေးလာလို့သိရနော်အဘိဇာဝိသမလောဘဗျာပါဒကောဒဥပါနာဟ5မျိုးမက္ခပလာတအိတ်တာမစ္စရိယမာယာတထေယ6မျိုးထံပတာရံပမာနအတိမာနမဒပမာဒနောက်ထပ်6မျိုးအလုံး18မျိုးအဲ့ဒါပါလေတော့မကောင်းတဲ့စိတ်ထားတွေနော်မကောင်းတဲ့စိတ်ထားကိုသိရင်ဘုန်းကြီးတို့ဘာကိုဆက်ပြီးတော့သိမလဲကောင်းတဲ့စိတ်ထားကိုသိကောင်းတဲ့စိတ်ထားဆိုတာဘာလို့ဆိုရင်အဲ့ဒီမကောင်းတဲ့စိတ်ထားတွေကိုဖယ်လိုက်တာပဲသူစရိုက်တရားဆိုတာဘာလဲလို့မြင်ဒုစရိုက်တရားကိုရှောင်ကျင်တာနားလည်ရမယ်နော်သူစရိုက်တရားဆိုတာဘာလို့ဒုစရိုက်တရားကိုရှောင်ကျင်တာတတ်မဲ့ဟေးဆိုရင်ဒါဒုစရိုက်တရားကိုမတတ်ဘူးဟေးဆိုရင်ဘာလဲဒုစရိုက်တရား
နားလေတလူလူနဲ့မရှင်းတာလေးတွေရှိရနော်ခုဒီမှာဘုန်းကြီးကအမိုက်သဘောတွေကိုပြောလိုက်တယ်အညစ်အကြေးသဘောတွေကိုပြောလိုက်တယ်ပိဋကတို့ဉာဏ်ရှိတယ်ရှင်းလင်းခြင်းကိုလည်းတခါလဲနားလေသွားမယ်တန်ရှင်းခြင်းစင်ကြယ်ခြင်းကိုလည်းတခါလဲနားလေသွားမယ်ဟုတ်ပြီနော်ဒါကဘယ်သဘောနဲ့ဘုန်းကြီးကဘယ်ရာကိုပုံပုံနားလေသိခြင်းလို့ပြောနေတာတုံးဆိုရင်ချမ်းသာခြင်းရဲ့စိတ်ကောင်းတာစိတ်ကောင်းဆိုတာဘယ်လိုအရာလဲစိတ်ဆိုးဆိုတာဘယ်လိုအရာလဲဆိုတာကိုဒေသနာနဲ့အညီဓမ္မဗဟုသုတကြည်ကြဲပြန်ပြန်ရှိသေးဘူးဘုန်းကြီးကဒါလေးတွေကိုပြောပြတယ်နော်ခုဘုန်းကြီးတရားဟောတာမိနစ်40လောက်ရှိဟုတ်လားတရားနှစ်ပိုင်းပြောမှာနော်နောက်ထပ်မိနစ်20သာကြံသေးတယ်ဟုတ်လားချမ်းသာခြင်းရဲ့စိတ်ကောင်းတာကောင်းစင်ရရွတ်ပါဦးငြိမ်းအေးခြင်းရဲ့အမှန်သိဟုတ်ပြီနော်မမေ့နဲ့နော်မမေ့ပြီနော်မေ့ပြီဘာမှမိနစ်ပိုင်းပဲရှိသေးတယ်ဟုတ်လားနော်ချမ်းသာခြင်းရဲ့စိတ်ကောင်းတာငြိမ်းအေးခြင်းရဲ့အမှန်သိတော့ငြိမ်းအေးခြင်းရဲ့အမှန်သိဆိုတဲ့စကားလုံးလေးကိုတစ်လုံးချင်းလေးခွဲခြားစိတ်ဖြာကြည့်ငြိမ်းအေးခြင်းရဲ့အမှန်သိရတော့ငြိမ်းအေးခြင်းရဲ့ဆိုတာလေးကိုအရင်ပြောမယ်ကိုအရင်မေးငြိမ်းအေးခြင်းသလားမငြိမ်းအေးခြင်းဘူးလားငြိမ်းအေးခြင်းတယ်ဆိုတဲ့အဖြေကိုကြည်ခြင်းအဖြစ်ခုမငြိမ်းအေးဘူးလို့ပြောနေတာရောက်တယ်ဟုတ်တယ်မဟုတ်လားငြိမ်းအေးပြီးသားဆိုရင်တပည့်တော်ငြိမ်းအေးခြင်းတယ်လို့ပြောတရားလိုသေးသလားထမင်းစားလို့ဝါနေပြီဆိုရင်တပည့်တော်ထမင်းစားတယ်ဗျာလို့ပြောတရားလိုမလားစားတယ်လို့ပြောတာကွာစားမစားရသေးဘူးလို့ပြောနေဟုတ်တယ်မဟုတ်လားငြိမ်းအေးခြင်းတယ်ဆိုတာဘာပြောတာတော့ခုမငြိမ်းအေးဘူးလို့ပြောနေတာဟုတ်တယ်မငြိမ်းလည်းမငြိမ်းသေးဘူးမအေးလည်းမအေးသေးဘူးတော့ဒီနေရာမှာငြိမ်းတာနဲ့အေးတာကိုအကြောင်းအကျိုးသဘောလေးဘုန်းကြီးကမြင်သိခြင်းမငြိမ်းရင်မအေးဘူးငြိမ်းရင်အေးတယ်ငြိမ်းတယ်မငြိမ်းဘူးဆိုတာဘယ်နေရာမှာသုံးကြတာများလဲမီးဟုတ်တယ်မဟုတ်လားမီးငြိမ်းသွားပြီအပူဓာတ်ကိုငြိမ်းတယ်လို့သုံးတယ်အပူငြိမ်းရင်ငြိမ်းသလောက်ဆန့်ကျင်ဘက်ဘာဖြစ်လာတော့အေးတဲ့သဘောဖြစ်လာတယ်ခုအခန်းထဲမှာရှိတဲ့အဲယာကွန်းတွေကိုသတိထားကြည့်လိုက်ဘလောက်အေးလဲမအေးလဲမအေးဘူးလဲဆိုတာကိုဘာကိုကြည့်ပြီးတော့ပြောနေတာလဲအပူချိန်ကိုကြည့်ပြီးတော့ပြောနေတာတော့အပူချိန်ကိုလျှော့နိုင်လေလေအေးလေလေအပူနဲ့အေးအဲ့လိုဆက်ဆက်နေတာကိုမြင်ရမယ်သောသောကအညစ်တဲ့နဲ့တန်ရှင်းမှုနဲ့ဟာဆန့်ကျင်ဘက်အနေနဲ့ဆက်ဆက်နေတယ်ညင်နွမ်းမှုကိုဖယ်နိုင်လေလေတန်ရှင်းလေလေဟုတ်တယ်နော်အခုလည်းပဲပူလောင်မှုကိုလျှော့ချနိုင်လေလေအေးလေလေပူလောင်မှုကိုနောက်ဆုံးလုံးဝနှိမ့်သက်ပြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ဘာဖြစ်သွားအပီးပြိုင်အေးသွားတယ်ဒါဘုန်းကြီးတို့ရဲ့ဘဝမှာတော့ငြိမ်းအေးခြင်းတယ်ဆိုတဲ့ဆန္ဒလေးပြင်းပြင်းထန်ထန်ရှိရလေးလေးနက်နက်ဩငါမငြိမ်းသေးပါလားမအေးသေးပါလားဘလို့မငြိမ်းတာတော့ဘလို့မငြိမ်းလို့ဘလို့မအေးနေတာတော့ဆိုတာကိုလည်းနားလည်ရဒါဘုန်းကြီးတစ်ခုချင်းပြောပြမယ်မငြိမ်းပုံကလေးဘဝကိုဖောက်ပြန်မှုရုပ်အရှုရဲ့အာယုံကိုသိမှုခံစားမှုမှတ်သားမှုရှေ့စောတိုက်တွန်းမှုလို့ဆိုတဲ့နံတရားအရှုရဲ့ယုံနာအရှုနှစ်မျိုးနဲ့ဖွဲ့စည်းတည်ဆောက်တာအရှုဆိုတာကိုပါဠိလိုခန္ဓာလို့သုံးအရှုအဝေးအပေါင်းအရှုအဖွဲ့အစည်းဒါဘာလို့ခေါ်တော့ခန္ဓာဖောက်ပြန်မှုသဘာဝတွေရှုနေတာမျက်စိနဲ့မြင်နေရတဲ့ကိုယ်အောင်ကြီးဒါကိုယူဘက်ခန္ဓာရုပ်အရှုဝေးနော်အဲ့ဒီရုပ်အရှုဝေးကိုအမိပြုပြီးတော့ဖြစ်နေတဲ့နာအရှုဝေးသူကြတော့ခြေပြန့်လို့ရှုပ်ထွေးလို့မြတ်စွာဘုရား၄စု၄ပုံပုံပြီးတော့ဟောတယ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ခံစားမှုရှိတယ်ဘာပဲညာပဲဘယ်သူပဲပဲဝါပဲအကောင်းပဲဆိုပဲအစရှိသဖြင့်မှတ်ထင်မှုတွေရှိနံတရားထဲမှာဟုတ်လားပြီးရင်ပါရှိတော့အကောင်းဆိုအမျိုးမျိုးစိတ်စောတိုက်တွန်းပြုလုပ်ဆောင်ရွက်နေမှုတွေရှိတယ်သင်္ခါရစိတ်ကစတာနော်ကောင်းတဲ့လူပဲဖြစ်ဖြစ်ဆိုးတဲ့လူပဲဖြစ်ဖြစ်ဘယ်ကစတာလဲစိတ်ကစနော်စေတနာပါပဲဟုတ်လားဝိညာဉ်ဆိုတဲ့နောက်ဆုံးနာအစုကိုနောက်ဆုံးမှဟောပြီမယ်လို့တကယ်တမ်းကသူကခေါင်းဆောင်တရားကျွတ်တို့ဒီမျက်လုံးလေးနှလုံးရှိတယ်အယောင်နေနဲ့တွေ့တဲ့အခါမှာမြင်သိစိတ်ဆိုတာဖြစ်တယ်စကုဝိညာဉ်ဟုတ်လားသိအယောင်ကိုသိတယ်အတန်ကိုသိတယ်နံ့ကိုသိတယ်ရတာကိုသိတယ်အပူအေးအနုအကျန်တွေ့ထိမှုတွေကိုသိဝိညာဉ်ရဲ့သဘောလေးနဲ့ပြောပြတာနော်အဲ့တော့ပြောရင်တာကဘာတော့ဘလို့ပူးနေတယ်လဲဘလို့လောင်နေတယ်လဲဆိုတာကိုပြောမလို့ငြိမ်းအေးခြင်းရဲ့အမှန်သိဆိုတဲ့စကားကိုအဓိပ္ပာယ်ဖွင့်တာနော်ငြိမ်းအေးခြင်းရဲ့ဘုရားငြိမ်းအေးခြင်းလားဆိုတော့ငြိမ်းအေးခြင်းပါလေဖြေကြ
ငြိမ်းအေးခြင်းနဲ့ဆိုတဲ့စကားကိုထောက်ဆသောအဖြစ်မငြိမ်းအေးသေးဘူးလို့ဝန်ခံနေရရောက်ဟုတ်တယ်မှန်တယ်မငြိမ်းအေးဘူးဘလို့မငြိမ်းအေးတာတော့ခုပြောမယ်နော်ရုပ်ရဲ့နာမ်ရဲ့နှစ်ခုပေါင်းစုပြီးတော့ဖြစ်ပေါ်နေတဲ့သဘာဝရုပ်ပိုင်းဆိုင်ရာမှာဘလို့မငြိမ်းအေးတာတော့နာမ်ပိုင်းဆိုင်ရာမှာဘလို့မငြိမ်းအေးတာတော့အသေးစိတ်ကလေးနားလည်ကြည့်ရုပ်ပိုင်းဆိုင်ရာကဖောက်ပြန်မှုနဲ့မငြိမ်းအေးဘူးယောဂသဘောနဲ့မငြိမ်းအေးဘူးမြတ်စွာဘုရားကဘယ်လောက်ထိမြင်တော့ဆိုရင်ယောဂဆိုတာရုပ်အစုဝေးကြီးကိုပြောတာလို့ပြောတခဏမြကိုနေသာထိုင်သာရှိတယ်လို့ဝန်ခံပဲဆိုရင်ဒီလူကမိုက်မဲလို့အဲ့လိုမြတ်စွာဘုရားဟောအဲ့တော့ဆိုလိုတာကဒီရုပ်အစုဝေးကြီးကအမြဲတမ်းသူဟာမဖြစ်နေဘူးဆိုပူလောင်နေတဲ့သဘောစွပွက်နေတဲ့သဘောနော်လှုပ်ခတ်နေတဲ့သဘောငြိမ်တာရဲ့လှုပ်တာရဲ့ဘယ်ရာကချမ်းသာတဲ့သဘောကိုဆောင်တယ်ငြိမ်တာကချမ်းသာတဲ့သဘောကိုဆောင်လှုပ်တာဟာဆင်းရဲတဲ့သဘောကိုဆောင်ခုဒီယုတ်ခန္ဓာကိုယ်ကြီးကိုသိချကြည့်လိုက်ဆယ်ပင်မွေးလေးတွေအမြဲတမ်းတိုးထွက်နေဒါကြောင့်2လတစ်ခါ3လတစ်ခါမလုပ်နဲ့ခေါင်းကိုက်လက်သေးခြေသေးလေးတွေအမြဲတမ်းထွက်နေထဲမှာလှုပ်နေတယ်ဆိုတာကိုပြောတာနော်အစာအာဟာရထည့်ရတယ်ရေထည့်ရတယ်လေထည့်ရတယ်အမြဲတမ်းဒီထဲမှာလှုပ်ရှားနေဒါပါလေဆိုဆင်းရဲတဲ့သဘောပူလောင်တဲ့သဘောဆိုတာပေါ်ညွှန်တာဒီနေရာဖြင့်စဖြစ်ပေါ်လာတဲ့ဇာတိမီးလောင်ဟုတ်လားရင့်ရောသွားတဲ့ဇရာမီးလောင်ပျက်စီးသွားတဲ့မရဏမီးလောင်ဒါတွေမြင်ဖို့အရန်ခက်တယ်တော့ရုပ်ပိုင်းဆိုင်ရာမှာမီးလောင်တယ်နော်ဇာတိဇရာမရဏမီးလောင်ဥပြီးတော့ထင်ရှားတာကနာမ်ပိုင်းဆိုင်ရာနာမ်ပိုင်းဆိုင်ရာကြတော့အလိုဆန္ဒတစ်ခုဖြစ်လာရင်စိတ်ဟာပူတယ်ဒါလက်တွေ့သိနိုင်တယ်ဘုရားဟောလို့လက်ခံရတဲ့အဆင့်ကိုဘုန်းကြီးကကြော်လွန်စေခြင်းတခုကိုမက်မောနေပြီဆိုရင်မက်မောမှုပြင်းထန်ရင်ပြင်းထန်တဲ့လောက်စိတ်ဟာလောင်ကျွမ်းခံရတနည်းအားဖြင့်အရှုအမြိုက်ခံရတယ်စိတ်ဟာဆင်းရဲတယ်ပင်ပန်းတယ်ဒါကြောင့်မြတ်စွာဘုရားနတ္ထိရာဂသမောအကိဆွဲမဲ့မှုနဲ့တူတဲ့စိတ်ကိုလောင်မြတ်တဲ့မီးဟာမရှိဘူးလို့အဲ့လိုတောင်ဟောမကျေနပ်မှုကလည်းပါမီးမကျေနပ်မှုဖြစ်ရင်တော့ပူတယ်လောင်တယ်ဆိုတာပူပြီးတော့ထင်ရှားတယ်မထင်ရှားတာကမောဟကိလို့ဆိုတယ်မောဟမီးကမထင်ရှားဘူးမထင်ရှားပဲနဲ့လောင်တယ်ဟုတ်တယ်လောကမှာမီးရတယ်လောင်ပုံလောင်နည်းကအမျိုးမျိုးမိကြီးခဲတွေလို့ရဲနေအောင်လောင်တာကတစ်မျိုးဟုတ်လားထရွယ်6တွေစက်ကူတွေအမိုက်6တွေမီးရှို့လိုက်သလိုဟုံးတိုင်းတိုင်းလောင်နေတာကတစ်မျိုးဖွဲမီးလို့တူးလောင်နေတာကတစ်မျိုးတူသလားစဉ်းစားကြည့်နော်ဒေါသမီးကတော့ဟာတခါတည်းအမိုက်6တွေလောင်သလိုဟုံးတိုင်းတိုင်းလောင်ရာဂမီးကတော့မိကြီးခဲလို့ရဲနေအောင်အဲ့လိုမျိုးရဲပြောင်လောင်းနေတယ်လို့ဘုန်းကြီးစိတ်ထဲအဲ့လိုလေးတွေးမိမောဟမီးရတော့ဘယ်လိုလဲဖွဲမီးလို့လောင်းလို့လောင်းမှမသိဟုတ်လားအဲ့တော့ဘာတွေပြောနေရတော့ဘုန်းကြီးကငြင်းအေးခြင်းတယ်ငြင်းအေးခြင်းတယ်ဆိုရင်ကို့မှာဘယ်လိုလောင်ကျွမ်းနေတယ်လဲဆိုတာကိုအရင်မြင်ရဘုန်းကြီးတို့တွေကမျက်ရည်ကျပြီမျက်ရည်ကျလောက်အောင်ပူပြီဆိုတော့မှဩဘွားကလည်းပူလာရေလားလောင်လာရေလားလို့စဉ်းစားမိတကယ်ကသူ့အရင်ရှေးဖို့မှာလောင်ကျွမ်းမှုတွေဟာအမြဲတမ်းတငွေ့ငွေ့နဲ့အစာပြိုးနေတာတွေကိုလည်းမြင်တတ်ဖို့မလိုဘူးလားလိုတယ်အဲ့လိုလောင်ကျွမ်းမှုနည်းခြင်းနဲ့ငြိမ်းအေးခြင်းနဲ့ဆိုလို့ရှိရင်မလုပ်ရမှာတော့အမှန်သိရတော့အမှန်ဆိုတဲ့ဗမာစကားလေးကိုပါဠိလိုဖလှယ်ပြောမယ်ဆိုရင်ဘယ်လိုပြောမလဲသစ္စာဟုတ်တယ်နော်ဒီနာထွက်လာနော်အတန်ထွက်လာနော်သစ္စာဆိုတဲ့စကားလုံးလေးသုံးလိုက်ပြီဆိုတော့ဘာသာရေးဟောရတာအလုံးမခန့်ညားသွားတယ်နော်သစ္စာဘယ်နှပါးရှိတယ်ကြားဘူး၄ပါးသစ္စာ၄ပါးသိလို့ဘုရားဖြစ်သွားတာအဲ့ဒီသစ္စာ၄ပါးကိုသိအောင်ကြွေးကြော်ဖို့အတွက်ပြောဆိုဖို့အတွက်ဘုရားဖြစ်အောင်ရှင်းခဲ့တာဟုတ်ပြီနော်သစ္စာဆိုတဲ့အမှန်တရားကတော့လေပဲအမျိုးမျိုးအဆင့်အမျိုးမျိုးနယ်ပဲအမျိုးမျိုးရှိဒါယောက်ျားပဲဒါမိန်းမပဲဒါလူကြီးပဲဒါလူငယ်ပဲဒါအိမ်ပဲဒါလမ်းပဲဒါကားပဲဟာဒါမှန်တယ်ဒါသမုဒိနယ်ခေါ်တာဗောနော်သမုဒိသစ္စာဟုတ်လားလောကီလိုလည်းပဲနော်အကြောင်းအရာတစ်မျိုးမျိုးကိုဒါမှန်တယ်အမှန်တရားတစ်မျိုးမျိုးတချို့သတ်မှတ်ကြတာရှိတယ်ဒါတဲ့လောကီအမှန်တရားတွေဆိုတာကကိုကမှန်တယ်လို့ပြောမလို့တယောက်ကမှားတယ်လို့လည်းလှုပ်ချင်လှုပ်ကိုကမှားတယ်ပြောမလို့တယောက်ကမှန်တယ်လို့လည်းလှုပ်ချင်လှုပ်သူကတော့မတူညီတဲ့အမြင်တွေနဲ့သူကတော့အမျိုးမျိုးရှိနိုင်တာပေါ့အဲ့တော့သစ္စာတရားအမျိုးမျိုးတွေထဲမှာသိလိုက်ရင်စိတ်နှလုံးကိုဖြူရှင်တန်ရှင်းသွားစေနိုင်သည့်အထိအလွန်မှမြင့်မြတ်တဲ့သစ္စာရှိတယ်အဲ့ဒါကိုအရိယသစ္စာလို့ခေါ်တယ်ဒီနေရာမှာဘုန်းကြီးပြောရင်လည်းငြိမ်းအေးခြင်းရဲ့အမှန်သိဆိုတာကအမှန်ဆိုတဲ့သစ္စာဘယ်သစ္စာကိုရည်ရွယ်ပြောချင်တာလို့ဆိုတော့အရိယသစ္စာကိုရည်ရွယ်ပြောချင်တာ
အရိယသစ္စာဘယ်နှမျိုးရှိတယ်ကြားဘူးလို့၄မျိုးသစ္စာ၄ပါးဆိုတာအရိယသစ္စာကိုပြောတာအဲ့ဒါကိုဘုန်းကြီးတို့နည်းနည်းနားလည်ရမယ်နော်ခုကျန်တဲ့အချိန်လေးမှာအဲ့ဒါကိုပြောမယ်ဟုတ်လားအရိယသစ္စာဒီအမှန်တရားကြီးကဘလောက်မြင့်မြတ်လဲဆိုရင်သူ့ကိုတကယ်သိရင်ဒီစိတ်နှလုံးဟာဖြူစင်တန်ရှင်းသွားဖြူစင်တန်ရှင်းတယ်ဆိုတာကိုပါဠိလိုအရိယလို့ခေါ်တယ်သူတို့ကအရိယဖြစ်သွားပြီတချို့ပြောကြတာရှိတယ်ဟုတ်လားသူတို့ကတော့ပုထုဇဉ်ပဲရှိသေးတယ်တို့ကတော့ပုထုဇဉ်ပဲရှိသေးတယ်ပုထုဇဉ်နဲ့နှိုင်းရှင်ပြီးတော့ပုထုဇဉ်နဲ့အရိယနဲ့လို့ပြောအရိယပုဂ္ဂိုလ်ဘယ်နှယောက်ရှိတယ်ကြားဘူးလို့ရှင်းရနော်သောတာပတိမဲ့သောတာပတိဖို့သရဂါမိမဲ့သရဂါမိဖို့နာဂါမိမဲ့နာဂါမိဖို့အရဟတမဲ့အရဟတဖို့ဟုတ်လားအရိယဆိုတာသူတို့ရဲ့စိတ်နှလုံးမှာညစ်သေးနေတဲ့အညစ်အကြေးတွေကိုသူ့အဆင့်နဲ့သူအပိသက်နောင်တစ်ဖက်မညစ်နွမ်းတော့သည့်အထိဖြူရှင်မှုဖြစ်အောင်ရှင်းကြောနိုင်ကြတဲ့ပုဂ္ဂိုလ်တွေကိုအရိယာပုဂ္ဂိုလ်လို့ခေါ်တယ်ဟုတ်လားအခုဒီသစ္စာ၄ပါးကသူ့ကိုတကယ်သိမယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ကိုအရိယာအဖြစ်ကိုရစေတတ်တယ်ဖြစ်စေတတ်တယ်အဲ့ဒီအထိသူကမြင့်မြတ်တယ်တကယ်သိဖို့တော့လို့မနော်ဒါသစ္စာ၄ပါးကိုသိတယ်ဆိုတာသူအဆင့်နှမျိုးရှိအနုဘောဓနဲ့သိတာရယ်ပရိဝေဒနဲ့သိတာပါဠိအသုံးလုံးလေးတွေနည်းနည်းရင်းနှီးအောင်ဘုန်းကြီးထည့်ပေးဟုတ်လားအနုဘောဓသိဆိုတာမပြည့်စုံသေးတဲ့အသိထပ်ပြီးတော့သိဖို့လိုသေးတဲ့အသိခုဘုန်းကြီးတို့သိတဲ့အသိမျိုးတွေဟုတ်လားပฏิဝေဒသိဆိုတာကထွင်းဖောက်ပြီးတော့သိတယ်ဒီနံရံကိုထွင်းဖောက်လိုက်မယ်ဆိုဟိုဘက်မှာဘာတွေရှိတယ်အကုန်မြင်ရထိုးဖောက်ပြီးတော့သိတယ်ထွင်းဖောက်ပြီးတော့သိတယ်ဒိုးယူပေါင်းမြင်ရသိပုံသိနည်းမတူဘူးနော်အဲ့ဒါလိုထွင်းဖောက်ပြီးတော့သိတဲ့အသိမျိုးသိမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကိုအရိယာလို့ခေါ်ဟုတ်လားတော့အရိယသစ္စာဘယ်နှမျိုးတော့၄မျိုးသစ္စာ၄ပါးနံပါတ်1ဘဝဟာဆင်းရဲခြင်းမျှတာဖြစ်တယ်ဆိုတာအမှန်တရားအဲနံပါတ်1အမှန်တရားဒီအမှန်တရားယူကျူပိုင်းခြားပြီးတော့မသိသေးဘူးသူကပိုင်းခြားသိရမယ်အမှန်တရားပယ်ရမယ်အမှန်တရားလည်းမဟုတ်ဘူးဆက်ရောက်ရမယ်အမှန်တရားလည်းမဟုတ်များလာအောင်လုပ်ရမယ်အမှန်တရားလည်းမဟုတ်ဘူးတကယ်စင်စစ်သူဟာပါတော့ခခဏဏသေးသေးချာချာအသေးစိတ်ရှင်းရှင်းလင်းလင်းသိအောင်လုပ်ရမယ်အမှန်တရားပါတယ်တော့ဘဝဟာရှင်ရခြင်းမျှတာဖြစ်တယ်မျှတာဆိုတဲ့စကားလုံးလေးထည့်ထားရနော်ဒါကဘယ်ပါဠိတော်လေးကိုကြည့်ပြီးတော့ဘုန်းကြီးကထည့်တာတော့ဆိုတော့ဧဝမေတ္တကေဝလတဒုက္ခခန္ဓာသမုဒယဟောတိပရိစ္ဆေသမုပ္ပါအနုလောမဒေသနာမှာနောက်ဆုံးအဲ့လိုနေကုန်းချုပ်တယ်ဟုတ်လားဧဝမေတ္တကေဝလတဒုက္ခခန္ဓာသမုဒယဟောတိယုတ်တည်တဲ့နေဆင်ဆက်မပြတ်ဖြစ်နေတယ်ဆိုတာသက်ဆင်းရဲဒုက္ခရဲ့အစုပုံကြီးမျှတာဖြစ်တယ်ကေဝလဆိုတဲ့ပါဠိစကားလေးဟာတိတံအဲ့လိုအဓိပ္ပာယ်ရယုံနာဟာဒုက္ခသီးသန့်အစုအပုံကြီးတခြားဘာမှမရောဘူးလို့ပြောဒါပေမဲ့ကျုပ်တို့သိလားအဲ့ဒါမသိအဲ့ဒါကိုမသိလို့ပြဿနာတွေတက်နေအဲ့ဒါကိုမသိလို့လောဘဒေါသဖြစ်နေအဲ့ဒါကိုမသိလို့ဘဝတွေဆက်ဖြစ်မရက်ဘူးဘဝဒါကြောင့်ဘုန်းကြီးအခုတလောခဏခဏအလေးနဲ့ပြောတဲ့စကားလုံးတစ်လုံးရှိဒီသာသနာနဲ့တွေ့တဲ့အခါမှာအရေးအကြီးဆုံးကဘဝကိုဆင်းရဲလို့သိဖို့ပါဒါဘုန်းကြီးမြတ်စွာဘုရားရဲ့ဒေသနာတော်တွေကိုလေ့လာရင်လိုက်စားရင်နဲ့စိတ်ထဲမှာဒီဥစ္စာအဓိကကြတဲ့အရာကိုယ်စိတ်ထဲမှာတွေးမိမြင်မိလို့အလကားအကြောင်းမဲ့ဒီအတွေးအမြင်တွေပေါ်လာတာမဟုတ်ဘူးမြတ်စွာဘုရားရဲ့ဒေသနာတွေကိုပဲအခြေခံပြီးတော့ပေါ်လာတာဒီမြတ်စွာဘုရားရဲ့သာသနာနဲ့တွေ့တဲ့အခါမှာအရေးအကြီးဆုံးကဘဝကိုဆင်းရဲလို့မြင်ဖို့ဘဝကိုဆင်းရဲလို့မြင်တော့ဘုန်းကြီးရဲ့ဘာအကျိုးရှိတာလို့ဆင်းရဲလို့သိရတဲ့အရာကြီးရဲ့ပုံမှာဘယ်သူမျိုးကလိုချင်ပါလဲဘယ်သူမျိုးကရချင်ပါလဲဘယ်သူမျိုးကဖြစ်ချင်ပါလဲလောဘကိုအဲ့ဒီနီးကလွဲလို့ဘယ်အရာနဲ့မှလျှော့လို့မရဘူးလောဘမလျှော့သမျှလည်းဒီလိုဘယ်တော့မှမြင့်မြတ်လာမယ်ဆိုတာမျှော်လင့်လို့မရငြိမ်းအေးစရာအကြောင်းလည်းမရှိဘူးပူလောင်ခြင်းအားလုံးတို့ရဲ့အခြေခံအကြောင်းတရားဟာလောဘရုပ်မာခြင်းညှဉ်းနှွမ်းခြင်းအကြောင်းတရားတွေအားလုံးရဲ့အခြေခံအကြောင်းတရားဟာလည်းလောဘပဲတကယ်ကအဲ့ဒီလောဘကိုဒုက္ခကိုသိတဲ့နီးနဲ့သာဘုန်းကြီးတို့ဘာလို့အောင်လို့လျှော့ချနိုင်လိမ့်မယ်ဒါကြောင့်ပထမအမှန်တရားဘာလို့ရမှာတော့တိတိကျကျဂါဂနန္ဒအသေးစိတ်ပိုင်းခြားပြီးတော့နားလည်အောင်လုပ်ရမယ်အမှန်တရားဘဝဟာဆင်းရဲတယ်အဲ့ဒါမြတ်စွာဘုရားကဘဝရဲ့ဆင်းရဲတဲ့အမှန်တရားကိုသိကျင်တယ်ဆိုလို့ရှိရင်တတိပဋ္ဌာန်ဤပညာကိုအသုံးပြုပြီးတော့သေချာကြည့်ကြည့်သိကိုသိလိမ့်မယ်လို့အမခန္ဓာဒါနံပါတ်1အမှန်တရားပဲနော်နောက်နံပါတ်2အမှန်တရားကဘဝကိုဆင်းရဲမှမသိလို့ဘဝရဲ့ပုံမှာလူချင်းမိမမုံမိတဲ့အရာကိုလောဘလို့ခေါ်အဲ့ဒီလောဘသည်ဘဝကိုဆက်ပြီးတော့ဖြစ်စေတဲ့အရာဘဝသည်ဒုက္ခဖြစ်တယ်ဆိုတဲ့ပထမအမှန်တရားကိုထောက်ဆပြီးတော့ဘဝကိုဖြစ်စေတဲ့အရာလောဘသည်ဒုက္ခကိုဖြစ်စေတဲ့အရာဖြစ်သွားတယ်။ဒါကြောင့်အနှစ်ချုပ်လိုက်မယ်ဆိုရင်
လောဘသည်ဒုက္ခကိုဖြစ်စေတဲ့အကြောင်းတရားဒါဟာအမှန်တရားပဲဒုတိယအမှန်တရားနော်ဒါလေးကိုဘုန်းကြီးကအသေးစိတ်ကလေးအရင်နားလည်စေချင်တယ်လောဘဟာဘဝကိုဖြစ်စေတယ်ဘဝသည်ပင်ဒုက္ခဖြစ်နေတဲ့အတွက်ကြောင့်လောဘသည်ဒုက္ခကိုဖြစ်စေတဲ့အရာလို့ဒီလိုပြောလိုက်တယ်ဘဝဖြစ်ပြီဆိုရင်ဒုက္ခတွေကအကုန်လုံးဘဝကိုမှီပြီးတော့ဖြစ်တော့တာပဲလေကျွတ်တို့ကြောက်တယ်ကျွတ်တို့မကြိုက်တယ်ကျွတ်တို့ယွန်းရှာဆက်ဆုပ်တဲ့ဒုက္ခတွေအကုန်လုံးဟာဘဝဖြစ်လို့ဖြစ်နေတာတကယ်ကအဲ့ဒီဘဝဘယ်သူကြောင့်ဖြစ်နေတာတော့လို့မေးရင်ဘဝကိုဆင်းရဲမှမသိတဲ့အတွက်ကြောင့်လူချင်းမမောမိတဲ့လောဘကြောင့်ဖြစ်ရဒါကြောင့်လောဘကိုမြတ်စွာဘုရားဒုက္ခသမုဒယအရိယသစ္စာဆင်းရဲကိုဖြစ်စေတဲ့အရာဆင်းရဲဖြစ်ခြင်းရဲ့အကြောင်းတရားအမှန်ကျွတ်တို့ဒီသစ္စာနှစ်ပါးနဲ့လာခဲ့တယ်နော်ဘဝကဆင်းရဲတယ်သိသလားမသိမသိတော့လူချင်းတယ်လူချင်းတော့ဆင်းရဲတဲ့ဒီလိုဘဝမျိုးကိုထပ်ပြီးတော့ရပြန်ဘဝထဲမှာအကောင်းလားအဆိုးလားဆိုတာကြတော့ဘုဇုရဲ့နယ်ပယ်တော့ပထမပိုင်းမှာပြောခဲ့ပြီနော်ဘုဇုရဲ့နယ်ပယ်တော့ကံတရားရဲ့နယ်ပယ်ကံအခင်းပြတဲ့လမ်းကိုလျှောက်ရဟုတ်ပြီနော်တော့တတိယအမှန်တရားကဘာလို့ဒုက္ခនិရောဓသစ္စာဒုက္ခនិရောဓဆိုတာဆင်းရဲချုပ်တယ်ဆင်းရဲချုပ်တယ်ဆိုတာဘယ်အရာကိုပြောတာတုံးဆိုတော့လောဘမရှိရနိဗ္ဗာန်ကိုပြောတာအဲ့တော့ဘုန်းကြီးကလူငယ်လေးတွေနားလေအောင်နော်နားနဲ့ဆန့်ယုံလေးတော့ဘယ်လိုလေးပြောရင်လို့ဆိုတော့လောဘနည်းလေဒုက္ခနည်းလေလောဘမရှိမှဒုက္ခမရှိမှလောဘချုပ်မှဒုက္ခချုပ်လောဘကြီးရင်ကြီးတော့ဒုက္ခကြီးလိမ့်မယ်ဒီအမှန်တရားပေါ့နော်သုံးခုမြောက်အမှန်တရားအဲ့လိုလေးနားလည်စေချင်တယ်ဟုတ်လားလောဘမရှိခြင်းသည်ဒုက္ခမရှိခြင်းပဲလောဘအပြည့်ဆိုရင်တော့ဒုက္ခတွေလည်းအပြည့်ပဲလာလိမ့်မယ်ဒီသဘောပြောတာနော်အဲ့လို့ဆိုရင်လေးခုမြောက်အမှန်တရားကဘာလို့အဲ့ဒီလောဘချုပ်ပြီးတော့ဒုက္ခချုပ်တဲ့အနေအထားကိုမျက်မှောက်ပြုခြင်းနဲ့ဆက်ရောက်ခြင်းနဲ့ဉာဏ်နဲ့ဆက်ရောက်ခြင်းနဲ့သက်ဝင်ပြီးတော့နားလည်ခြင်းနဲ့သိခြင်းနဲ့ဆိုရင်ဘယ်လိုလုပ်ရမလို့နိလန်ပိုင်းတမာဒိဋ္ဌိကောင်းဆောင်တဲ့ဘဂင်၈ပါးကိုပွားလာများလာကြိုးစားရတမာဒိဋ္ဌိဆိုတာအမှန်ကန်သိတာကိုပြောတာဘဝရဲ့ပြီးဆုံးသွားနေတဲ့သဘောတွေကိုသိတာကိုလည်းတမာဒိဋ္ဌိလို့ခေါ်တယ်သိဆုံးရမယ့်သဘာဝကိုသိနေတာကိုလည်းတမာဒိဋ္ဌိလို့ခေါ်တယ်တမာဒိဋ္ဌိရဲ့နေရာလည်းအတုအရင်အမျိုးမျိုးရှိမတည်မြဲတဲ့အရာကိုမတည်မြဲဘူးလို့သိရင်လည်းတမာဒိဋ္ဌိဒါပေမဲ့အစစ်အမြင့်ဆုံးတမာဒိဋ္ဌိရဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားဘယ်လိုဖွင့်ပြလဲဆိုရင်ဘဝကိုဆင်းရဲတယ်လို့မြင်တာဟာတမာဒိဋ္ဌိလောဘကိုဆင်းရဲခြင်းရဲ့အကြောင်းတရားလို့မြင်တာဟာတမာဒိဋ္ဌိလောဘချုပ်ငြိမ်းခြင်းဒီဒုက္ခချုပ်ငြိမ်းခြင်းလို့မြင်တာဟာတမာဒိဋ္ဌိအဲ့ဒီတမာဒိဋ္ဌိကောင်းဆောင်တဲ့ဘဂင်၈ပါးဒီဒုက္ခငြိမ်းရာသို့ဆက်ရောက်စေတဲ့အကျင့်လမ်းစဉ်ဖြစ်တယ်လို့မြင်တာဒီတမာဒိဋ္ဌိဒါလည်းနည်းနည်းလဲသွားတတ်တယ်တမာဒိဋ္ဌိရဲ့စွမ်းရည်တတ္တိကိုတမာဒိဋ္ဌိကပြင်းမြင်နော်အဲ့ဒီတမာဒိဋ္ဌိကောင်းဆောင်တဲ့ဘဂင်၈ပါးတမာဒိဋ္ဌိဆိုတာအမြင့်မှန်ပေါ့နော်လူတယောက်ကအမြင်မှန်လို့ရှိရင်တွေးတာမှန်တယ်ပြောတာမှန်တယ်လုပ်တာမှန်တယ်အသက်မွေးဝမ်းကြောင်းမှုမှန်တယ်အားထုတ်မှုမှန်တယ်အောက်တိမှုမှန်တယ်တည်ငြိမ်မှုမှန်တယ်ဘာပြောတာဘုရားဘဂင်၈ပါးဟုတ်လားရှေ့ကအမြင်မှန်ပြီဆိုတာနဲ့အတွေးလဲမှန်တယ်အပြောလဲမှန်တယ်အလုပ်လဲမှန်တယ်တမွေးကြမှုလဲမှန်တယ်အားထုတ်မှုလဲမှန်တယ်အောက်မေ့မှုလဲမှန်တယ်တည်ငြိမ်မှုလဲမှန်တယ်အမြင်မှန်ပြီဆိုရင်နောက်တဲ့အမှန်တရား9ပါးဇက်တိုက်လိုက်လာတယ်အဲ့ဒါအမှန်တရား10မျိုးအဲ့ဒီအမှန်တရား10မျိုးကိုများလာအောင်လေ့ကျင့်ပဲဆိုလို့ရှိရင်ဒီလူရဲ့စိတ်ဟာအငြိမ့်တဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်လိမ့်မယ်ဒုက္ခသစ္စာကိုပိုင်းခြားသိမယ်သမုဒယသစ္စာကိုပယ်နိုင်လိမ့်မယ်និရောဓသစ္စာကိုမျက်မှောက်ပြုလိမ့်မယ်မဂ္ဂသစ္စာကိုပြည့်စုံစေလိမ့်မယ်ဟောကောင်းမလားဒါပါတော့သစ္စာတော့ငြိမ်းခြင်းရဲ့အမှန်သိလို့ဘုန်းကြီးကတရားကောင်းစဉ်လေးပေးတာနော်တော့ကိုယ့်ရဲ့စိတ်ကလေးမှာအပူဓာတ်တွေကိုလုံးဝညှိမ့်သက်နိုင်တဲ့အနေအထားကိုမရောက်သေးဘူးဆိုရင်တော့ဘုန်းကြီးတို့ဟာရှုံနေတော့ရှော့ချနိုင်တဲ့အနေအထားကိုတော့ရောက်ဖို့မကြိုးစားနိုင်ဘူးလားအဲ့ဒါအပူရော့ရင်လည်းဆိုလို့ရှိရင်မလုပ်ရမလို့အမှန်တရားကိုသိအောင်လုပ်ရအမှန်တရားကိုသိခြင်းကအပူကိုနောက်ဆုံးညှိမ့်သက်ပေးနိုင်တဲ့အနေအထားတွေကိုသူကရောက်သွားတယ်ညှိမ့်တယ်ဆိုတာနဲရမှာတစ်ဆင့်နောက်ဆုံးလုံးဝကုန်သွားတဲ့အနေအထားကိုပြောတာတော့ကျတို့နေသွားမှဆိုရင်တက်တာသွားမယ်ငြိမ့်အေးသွားမယ်ချမ်းသာမှုလေးတွေတိုးလိုက်ပါနောက်ဆုံးလုံးဝဆင်းရဲကင်းတဲ့အနေအထားကိုရောက်သွားအဲ့ဒီအနေအထားကိုရောက်ချင်တယ်ဆိုရင်ဘုန်းကြီးတို့ဘာလုပ်ရမလို့အမှန်သိရဘာရဲ့အမှန်လဲလို့မေးရင်ခုပြောတဲ့သစ္စာ၄ပါးဘဝရဲ့အမှန်တရားသုံးလိုက်တယ်နော်စကားလုံးတစ်လုံးဘာရဲ့အမှန်တရားလဲဘဝရဲ့အမှန်တရားဘဝရဲ့အမှန်တရားကပထမသစ္စာအရာပြောရမယ်ဆိုရင်ဆင်းရဲခြင်းမတားပဲဟုတ်လားကျွတ်တို့ကဘဝကိုကြည့်ကိုမကြည့်
ဘဝကိုမကြည့်တဲ့အတွက်ကြောင့်ဘဝကြောင့်မသိမြတ်စွာဘုရားဘဝကြောင့်ကိုသိဖို့အတွက်ဘဝကိုကြည့်ပါလို့ကျင့်ပါများစွာခိုင်းကျွတ်တို့ကစိတ်ကူးကဒီဘက်ကိုလှည့်ကိုမလှည့်ရကျင်တာတွေအကျဉ်းနဲ့တာတွေဒါတွေနဲ့ပဲသွားတယ်ဘဝခီးဟုတ်တယ်မဟုတ်လားအဲ့တော့ဘဝကိုလှည့်မကြည့်တဲ့အတွက်ကြောင့်ဘဝအကြောင်းလည်းဘာမှမသိတကယ်တမ်းဘဝပါတော့ဒုက္ခဒါကြည့်ကြည့်လိုက်အမြဲတမ်းဆာလာမှုနဲ့အာဟာရတစ်ခုအမြဲတမ်းတောင်းနေတယ်ဟုတ်လားဝတ္တတာမှုကိုပြပြီးတော့တတ်တာအောင်လုပ်ပြီးတော့အမြဲတမ်းခိုင်းနေတယ်စဉ်းစားကြည့်လိုက်နော်မွေတွေကစသေးသေးအထိဘဝရဲ့အနေအထားအခြေအနေမှာတကယ်သာတတိတရားဘုန်းကြီးတို့အားကြီးအောင်ထူထောင်မယ်ဆိုလို့ရှိရင်ဒီဒုက္ခသစ္စာသဘောကိုတဖြည်းဖြည်းနဲ့ရိပ်မိလာနိုင်တယ်။ဒါဆိုတော့ဘုန်းကြီးစကားထဲမှာထည့်ပြောလိုက်တယ်။အမှန်သိကျင်တယ်ဆိုလို့ရှိရင်ဤပညာအနေနဲ့မြတ်စွာဘုရားဗာပေးတာတတိပဋ္ဌာန်တရားပေးတာ။တတိထားပြီးတော့ကြည့်ကြည့်လိုက်။ဝင်လေထွက်လေမှတ်မယ်။ထင်ရှားဖြစ်ပေါ်နေတဲ့ယုံ nant ကိုဒလဇက်တတိထားတဲ့နေနဲ့တတိပဋ္ဌာန်ကိုအားထုတ်မယ်ဆိုလို့ရှိရင်ဩဘဝမကောင်းတဲ့သဘာဝပါလား။မြတ်စွာဘုရားဟောတာအလွန်မှန်မှလားလို့အများကြီးသိလိုက်။အဲ့ဒီအတိနဲ့တပြိုင်နက်တည်းလောဘဒေါသမောဟတဖြည်းဖြည်းနဲ့နေပါသွားအမှန်သိခြင်းမှတပါလောဘဒေါသမောဟကိုနေပါစေတဲ့အရာဖေးရမှာမရှိအဲ့ဒါကိုဘုန်းကြီးတို့ကောင်းကောင်းနားလည်ရမယ်ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ကိုပြန်ကြည့်ရမယ်ကိုယ့်ရဲ့ခံစားမှုဝေဒနာတွေကိုကိုပြန်ကြည့်ရမယ်ဒါတွေကဘလို့ဖြစ်နေတာတော့ဘလို့ဖြစ်အောင်မှာတော့အကုန်လုံးမလုပ်အောင်လိုက်ကြည့်ရနော်တရားထိုင်တယ်ဆိုတာတကယ်တမ်းကကိုယ်ခန္ဓာကိုယ်သတိနဲ့ကြည့်တာနော်တရားကြတော့ကြည်တယ်လို့မသုံးနှုံဘူးရှုတယ်လို့သုံးတယ်ဟုတ်လားရှုတယ်ဆိုတော့ तू ကဘလို့တော့စူးစူးဆိုင်ဆိုင်ထက်ကထက်ကဒါကိုအလေးနဲ့ထားပြီးတော့တာမန်ကြည့်တဲ့အနေထားမဟုတ်တော့ကိုလေးနဲ့သွားတဲ့သဘောကိုဆောက်တယ်ဒါပေမဲ့မြတ်စွာဘုရားတချို့ဒေသနာတွေမှာနော်ဥမာပြောရရင်ဧထပတ္တိမလောကစိတ်တရာဇရတုပမယဟန်တို့လာကြမင်းစည်းတဲ့ယထာတစဉ်လို့အလွန်ဆန်းကျယ်တဲ့ဒီခန္ဓာကိုယ်ကြီးရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်ကြည့်ကြလို့ခိုင်းတာရှိပတ္တထဆိုတာဗမာလိုကြည့်ကြလို့အဓိပ္ပာယ်ရတယ်။ဘာနဲ့ကြည့်ခိုင်းတာလဲ။စိတ်နဲ့ကြည့်ခိုင်းတာ။ပြန်ကြည့်ကြည့်လိုက်။အယိုးတွေနဲ့ဒီဆောက်ထားတယ်၊သွေးတွေလည်းပတ်နေတယ်၊ကိုယ်စားတောက်ထားတဲ့အစာအာဟာရတွေဒီထဲမှာရှိနေတယ်။အဲ့ဒါကိုမြင်တာနဲ့မမြင်တာဟာဒီပုံမှာသဘောထားချင်းလုံးဝမတူ။အဲ့ဒါကိုလက်တွေ့နားလည်ရမယ်။ဒါကိုအလေးအနက်သဘောထားနိုင်ရမယ်။ဒါတွေတန်မှုရှိတဲ့နီလန်းနေတကယ်အမြင်မှန်ကိုရစေမဲ့အပူကိုငြိမ်းစေမဲ့တကယ်နီလန်းကောင်းနေနီလန်းမှန်နေလို့ဘုန်းကြီးတို့ဘာလို့မလို့ယုံကြည်ရသဘောပေါက်လားဘုန်းကြီးပြောတာဒါကြောင့်တရားကောင်းစဉ်ကဘာလဲတော့ငြိမ်းအေးခြင်းရဲ့အမှန်သိဟုတ်လားတရားအထုံးမှဘဝအကြောင်းကိုသိမယ်ဘဝအကြောင်းကိုသိမှဘလို့လားအဖဲနဲ့ဖြစ်နေတဲ့လောဘဒေါသမောဟတွေကိုအရင်လျှော့ပါစေမယ်ပြီးရင်ကိုယ်စိတ်ထဲမှာမှားယွင်းမှုကြောင့်ဖြစ်နေတဲ့အနုစားလောဘဒေါသမောဟတွေကိုလည်းပဲတဖြည်းဖြည်းနဲ့နေပါစေနိုင်လိမ့်မယ်အပူတွေနဲရင်နဲသလောက်ကိုယ့်ရဲ့ဘဝဟာမဖြစ်သွားဘူးငြိမ်အေးနော်ဒါတော့အမြင့်မားဆုံးမျှော်လင့်ချက်အနေနဲ့ဘုန်းကြီးတို့စူးစမ်းကြရမှာပေါ့နောက်ဆုံးသောတော်ဟာတရားစစရင်ပြိဋိဘံဆိုတဲ့စကားလေးဘုန်းကြီးရှင်းပြတယ်ဟုတ်လားကိလေသာပြိဋိဘံစံတာရှိတယ်ခန္ဓာပြိဋိဘံစံတာရှိတယ်ဒီညနှစ်ညကြားမှာငါပြောခဲ့တဲ့စကားတွေကပြောတဲ့အတိုင်းမှန်တယ်ဒါလေးကိုဘုန်းကြီးပြောခဲ့တာရှိတယ်ဟုတ်လားအဲ့ဒါဗုဒ္ဓဘာသာတို့ရဲ့နောက်ဆုံးအမုံမြတ်ဆုံးထားရမယ့်ပန်းတိုင်ရည်ရွယ်ချက်ဟာဘာလဲလို့မေးအလုံးစုံငြိမ်အေးရေးအဲ့ဒါကိုမြတ်စွာဘုရားကတော့ဘယ်လိုဟောတော့ဆိုတော့ဆွဲလန်းမှုမရှိမှု၍ထဝင်းကျင်ငြိမ်အေးရေးလို့အဲ့လိုသုံးအနုပါဒဝိမု စတိမဆွဲလန်းမဲနဲ့လွတ်မြောက်တယ်ဒီစိတ်ကလေးလွတ်မြောက်တယ်ဒီသဘောလေးတွေကတော့အလုံးမလေးနေတဲ့အကြောင်းအရာဖြစ်တဲ့အတွက်ကြောင့်ဆက်လက်ပြီးတော့လေ့လာကြဖို့ဘုန်းကြီးကပြောချင်ပါတယ်ဟုတ်လားနောက်ဆုံးပြောရင်တာကဘာလို့လုံးဝငြိမ်းအေးမှုနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်ဘာလို့မလို့ရှိရမယ်အဲ့ဒါကိုရကျင်တယ်မဖြစ်ချင်တယ်ဆိုလို့ရှိရင်ဘာလို့အမှန်သိအောင်ကြိုးစားရမယ်ဟုတ်ပြီနော်အဲ့လိုဆိုရင်ဘုန်းကြီးတရားဟောတာတဏှာကြီးနည်းနည်းတောင်ပို့သွားပြီလို့ထင်တယ်နော်တရားအောင်စဉ်လေးမမေ့ရင်ကိုပဲဘုန်းကြီးကတော်တော်ကျင်တတ်ပြီလို့ပြောခဲ့တယ်နော်မမေ့ဘူးမို့လားပြောသမှာဗါတဲ့တော့ချမ်းသာခြင်းရဲ့စိတ်ကောင်းတာငြိမ်းအေးခြင်းရဲ့အမှန်သိစိတ်ကောင်းဆိုတာပါစိတ်မကောင်းဆိုတာပါအများကြီးပြောတယ်နော်ငြိမ်းတယ်ဆိုတာပါမငြိမ်းဘူးဆိုတာပါအများကြီးပြောတယ်နော်အမှန်သိဆိုတဲ့နေရာအမှန်ဆိုတာပါလည်းအများကြီးပြောရတယ်ဟုတ်ပြီနော်ဒီမှာအယုတ်တွေအတန်တွေအကုန်လုံးမှတ်တမ်းတင်ထားတာရှိကိုယ်စိတ်ထဲကမြတ်စွာဘုရားရဲ့အပေါ်မှာအလွန်ယုံကြည်တယ်ဆိုလို့ရှိရင်ဒီလေးနဲ့တဲ့အကြောင်းအရာတွေကိုနားလည်မှုရှိအောင်အများကြီးအားစိုက်ကြလိမ့်မယ်လို့ဘုန်းကြီးကမျှော်လင့်ပါတယ်ဟုတ်လား
ထပ်ပြီးတော့လေးလာခြင်းလဲဆိုရင်အရင်သင့်လေးလာကြမရှိဘူးလားရှိတယ်ဒါကြောင့်ဥပဝါလေးကိုပို့ပြီးတော့ကောင်းတဲ့ကောင်းအောင်ချမ်းသာအောင်စိတ်ကောင်းထားနိုင်ကြတယ်နောက်ဆုံးငြိမ်းအောင်အေးအောင်အမှန်သိအောင်ကြိုးစားနိုင်ကြတယ်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းကြီးများဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြရတယ်ကုသိုလ်ကောင်းမှုအစွတ်တို့ရဲ့စွမ်းသက်တွေကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာဘုညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပြရရှိကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်းဝါတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာတုခိဘဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗဓမ္မာ ानु ဘာဝေနတရာတုခိဘဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗဒေဝတာတဗ္ဗသံဃာ ानु ဘာဝေနတရာတုခိဘဝန္တုတိတေတုမာကံတင်တရားနာပိသပေါင်းသူတော်ကောင်းတို့စာတာအာလုံသောတတ္တဝါနန္ဒတို့အားသဗ္ဗမင်္ဂလံလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းနာပေါင်းတို့ကလည်းပဲရက္ခဏုကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနကင်္ဂဝါလိုသဲစုမကပွင့်တော်မူကြတဲ့သုသုတ္တဘာဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာ ानु ဘာဝေနမေလီရန်ပူလီရန်နိဗ္ဗာန်ပရိယတိဟုဆိုသောစေတံတော်တရားတော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာ ानु ဘာဝေနမဂ္ဂတံလေးရောက်ဗလတံလေးရောက်ဆိုသောရှေယောတော်ရိယတံဃာရှင်မြတ်တို့နှင့်တကွာတေလကိုသမာဓိကိုပညာကိုတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကိုးတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါပဲခါမဆိုင်ခြင်းရှိတိုင်းဒုက္ခေကိုစိတ်နှပြချမ်းမှာချမ်းသာခြင်းရှိကြကုန်သည်ဘဝတို့ကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း